ဒီကနေ့မှာတော့ကျောင်းသားဖြစ်ဖူးသူတိုင်းကျောင်းသားတိုင်းဆရာမတိုင်းမိဘတိုင်းမဖြစ်မနေကြည့်တဲ့ပညာရေးပညာပေးဇာတ်ကားလေးတစ်ခေါက်တင်ဆက်ပေးခြင်းပါတယ်။ Tourette syndrome ဆိုတာကျွန်တော်ဂျိုထိုးသလိုနှာချေသလိုမျိုးရုပ်တရက်ထဖြစ်ခြင်းတဲ့အချိန်မှာဖြစ်ပြီးတော့ရက်တန့်မှုထိန်းချုပ်မရတဲ့ယောဂါကိုခေါ်ပါတယ်။ Tourette syndrome ကိုတော့အာရုံကြောယောဂါလို့အလွယ်ခေါ်နိုင်ပြီးတော့စိတ်လှုပ်ရှားတဲ့အချိန်တိုင်းလိုဝါကြအတန်တွေထွက်ကခေါင်းတွေပါခါရမ်းလာတဲ့အာရုံကြောယောဂါသမားနိုင်နာမာသူတယောက်သူဖြစ်ချင်တာကတော့ကျောင်းဆရာမတယောက်ပါဆရာမလုပ်ကို9နှစ်လောက်လိုက်ရှောင်ရင်နောက်ဆုံးရတော့လေတကယ်ဇိုးတန်းကိုစာသင်မှုဖြစ်လာပါတယ်ဒါပေမဲ့ပြဋ္ဌာန်းစာအုပ်ထဲမှာပိတ်မိနေတဲ့တမယိုးကြဆရာတွေလိုမဟုတ်ပဲအပြင်ကိုဖောက်ထွက်ကလက်တွေနဲ့ပေါင်းဆက်တင်ကြားခဲ့တဲ့နိုင်နာတယောက်သူ့ရဲ့အခက်အခဲတွေကိုဘလို့ကြော်ဖြတ်လှုပ်ဆောင်ခဲ့တယ်ဆိုတာကိုဒီဇက်ကားမှာတွေ့ရမှာဖြစ်ပါတယ်ဇလန်းဆာမှာတော့ကလေးတွေစော်ကစားနေတဲ့ကျောင်းဝန်းတစ်ခုရဲ့ကော်ရီတာကခုံတန်းလေးတစ်ခုမှာအမျိုးသမီးတယောက်ထိုင်နေပါတယ်အမျိုးသမီးကစိတ်လှုပ်ရှားနေတာကြောင့်ခြေထောက်ကိုတဆက်လှုပ်နေပြီးတော့အဲ့ဒီချိန်မှာပဲကလေးတယောက်ရဲ့စက်ကူစွန်လေးတစ်ခုဟာစိတ်လှုပ်ရှားနေတဲ့အမျိုးသမီးရဲ့ခြေထောက်နားကိုကျလာပါတယ်ကလေးကစက်ကူစွန်လေးကိုလာကောက်တဲ့အခါအမျိုးသမီးကစက်ကူစွန်လေးကိုကောက်လိုက်ပြီးတော့ကလေးကိုလှမ်းပေးလိုက်ရင်သူ့ပါးစပ်ကလည်းကြဆိုတဲ့အတန်တွေထွက်လာပြီးတော့ခေါင်းကလည်းစက်ကနေခါရမ်းသွားပါတယ်ကလေးထွက်သွားပြီးတဲ့နောက်မှာတော့သူ့မေးစီးကိုသူ့လက်နဲ့ပုတ်လိုက်ရင်သူ့ကိုယ်သူထိန်းလိုက်ပါတယ်နောက်တော့အမျိုးသမီးကသူ့ကိုယ်သူထိန်းလိုက်ပြီးတော့ခုံမာဆက်ထိုင်နေလိုက်ပါတယ်ခဏကြာမှတော့ကျောင်းရဲ့အထွေထွေလှုပ်သားရောက်လာပြီးတော့အထဲကိုလာခဲ့ဖို့အကြောင်းအမျိုးသမီးကိုလာပြောပါတယ်အမျိုးသမီးကခေါင်းငိမ့်လိုက်တဲ့ပါးစပ်ကလည်းကြလို့អော်လိုက်ကခေါင်းစက်ကနေခါလိုက်တာကြောင့်ကျောင်းလှုပ်သားလည်းနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့အမျိုးသမီးကိုကြည့်နေပါတယ်အမျိုးသမီးရဲ့နာမည်ကတော့နိုင်နာမာသူဖြစ်ပြီးတော့နိုင်နာက Tourette syndrome လို့ခေါ်တဲ့အောင်ကျောဆိုင်ရာယောဂါမျိုးကိုခံစားနေရသူပဲဖြစ်ပါတယ်ဒုသဖြင့်နိုင်နာစိတ်လှုပ်ရှားတဲ့အခါတွေမှာပါးစပ်ကနေဂျိုထိုးသလိုကြအတန်တွေထွက်လာပြီးတော့ခေါင်းကလည်းစက်ကနေခါရမ်းတတ်ပါတယ်ဒီလိုယောဂါရှိနေမဲ့နိုင်နာရဲ့ရွယ်ချက်ကတော့ဆီယာမတယောက်ဖြစ်ချင်တာပဲဖြစ်ပါတယ်ဒါကြောင့်လက်တလုံးမှာတော့နိုင်နာထက်တန်းကျောင်းတစ်ကျောင်းကိုရောက်လာပြီးတော့ဆီယာမတယောက်ဖြစ်ဖို့အတွက်အင်တာဗျူးဖြေဖို့စောင့်နေတာပဲဖြစ်ပါတယ်ကျောင်းလှုပ်သားလာခေါ်တာကြောင့်အင်တာဗျူးဖြေမဲ့အခန်းဝါကိုရောက်နေတဲ့နိုင်နာဟာအခန်းထဲကိုတန်းမဝင်သေးပဲအခန်းဝါမှာတင်ကြတွေအော်ရင်းနဲ့ခဲတံကိုကိုက်ကသူ့စိတ်သူငြိမ်အောင်လို့ထိနေပါတယ်ခဏကြာမှစိတ်လည်းအတန်သင့်ငြိမ်သွားတဲ့အခါမှာတော့နိုင်နာတယောက်အင်တာဗျူးဖြေမဲ့အခန်းထဲကိုယုံကြည်ချက်ရှိနဲ့ဝင်သွားလိုက်ပါတယ်နိုင်နာဝင်သွားတယ်ဆိုရင်အင်တာဗျူးမဲ့သူတွေကနိုင်နာကိုနှုတ်ဆက်လိုက်ပါတယ်အင်တာဗျူးခေါင်းဆောင်က2ပွဲရပြီးတော့မာစတာပွဲပါရထားတဲ့နိုင်နာကိုအထင်ကြီးစရာဖြစ်ကြောင်းစပြီးတော့ပြောလိုက်ပါတယ်နိုင်နာတော့ကြအွန်လိုင်းနဲ့ခေါင်းကိုစက်ကနေခါလိုက်ရင်ကျေးဇူးတင်ကြောင်းပြောပါတယ်နိုင်နာရဲ့ကြអော်လိုက်တဲ့အမူအရာတွေကြောင့်အင်တာဗျူးနေသူတွေကအံ့ဩသွားကြပြီးတော့အင်တာဗျူးဖွဲ့ခေါင်းဆောင်ကဂျိုထိုးတာပျောက်သွားအောင်လို့ရေတောက်မလားဆိုပြီးတော့မေးလိုက်ပါတယ်နိုင်နာကတော့ဂျိုထိုးတာမဟုတ်ကြောင်းအကျော်ဆွဲတဲ့ယောဂါသာရှိတာဖြစ်ကြောင်းပြုံးနဲ့ပြန်ပြီးတော့ပြောလိုက်ပါတယ်အင်တာဗျူးတဲ့အမျိုးသမီးကနိုင်နာပြောတာကိုသဘောမပေါက်တာကြောင့်ဘာယောဂါလဲဆိုပြီးတော့ထပ်မေးလိုက်ပါတယ်နိုင်နာတော့အောင်ကျော်ပြဿနာဖြစ်ကြောင်းတခါလေလူတွေရဲ့အုံနောက်ကဝါယာကျိုးတွေလွတ်သွားရင်ရှော့ဖြစ်သွားတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အင်တာဗျူးခေါင်းဆောင်ကဘယ်ချိန်မှရက်သွားလဲလို့မေးလိုက်တဲ့အခါနိုင်နာကရက်သွားတယ်ဆိုတာမရှိကြောင်းပိုဆိုးသွားတာသာရှိကြောင်းထူးသဖြင့်အခုလိုစိတ်လှုပ်ရှားနေတဲ့အချိန်ဒီမှာပို့ပြီးတော့ဖြစ်တဲ့အကြောင်းကိုပြန်ရှင်းပြပါတယ်အင်တာဗျူးတဲ့သူနောက်တစ်ယောက်ကနိုင်နာရဲ့ထူးထူးဆန်းဆန်းပြဿနာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာကြောင့်ညဘက်အိတ်ချင်ရောအဲ့ဒီအတန်တွေထွက်လာဆိုပြီးတော့ထပ်မေးပါတယ်နိုင်နာတော့ညဘက်သူ့အိတ်တဲ့အခါသူ့အုံနောက်လဲအနားယူသွားကြောင်းကိုပြန်ဖြေလိုက်ပါတယ်အင်တာဗျူးသူတွေကတယောက်နဲ့တယောက်ကြည့်လိုက်ကြပြီးနိုင်နာရဲ့စာရွက်စာတမ်းတွေကိုပြန်ပေးလိုက်ကနောက်ကြမှာပြန်ဆက်သွယ်မဲ့အကြောင်းကိုပြောလိုက်ပါတယ်နိုင်နာလည်းသူ့အလုံးမခံမှန်းသိလိုက်တာကြောင့်ကျေးဇူးတင်ကြောင်းပြောပြီးတော့နောက်ကိုပြန်လှည့်ထွက်သွားချိန်အင်တာဗျူးသူတယောက်ကနိုင်နာကိုလမ်းခေါ်လိုက်ပြီးတော့အောင်ကျော်ယောဂါကြောင့်ဆရာမအလုပ်ကိုရဖို့မလွယ်ကြောင်းဒါကြောင့်တခြားအလုပ်ကိုရွေးချယ်စေချင်ကြောင်းအခမဲ့အကြံပေးလိုက်ပါတယ်နိုင်နာတော့ပြုံးလိုက်ပြီးတော့အကျော်ဆွဲတာနဲ့ပတ်သက်ပြီးအရင်ကတခုအများသိဘူးလားဆိုပြီးတော့အင်တာဗျူးသူတွေကိုမေးလိုက်တာပါအင်တာဗျူးသူတွေကမသိဘူးလို့ပြောလိုက်တာကြောင့်အခုရောသိပြီလားဆိုပြီးတော့ထပ်မေးလိုက်ပါတယ်အင်တာဗျူးသူတွေကအခုတော့သိပြီဖြစ်ကြောင်းပြန်ဖြေလိုက်တဲ့အခါမှာတော့နိုင်နာကပြုံးလိုက်ပြီးကျောင်းချုပ်ရေးအဖွဲ့တွေကိုတော့မှအသစ်တစ်ခုသင်ပေးနိုင်ရင်ကလေးတွေကိုလည်းနိုင်နေအောင်စီမံနိုင်မှာဖြစ်ကြောင်းပြန်ပြောလိုက်ပြီးတော့ကျေးဇူးတင်ကြောင်းပြောကပြန်လှည့်ထွက်သွားခဲ့ပါတယ်အင်တာဗျူးကနေငြင်းပယ်ခံလိုက်ပြီးမဲ့နိုင်နာကြောင့်စိတ်ဓာတ်မကျပဲအိမ်ကိုပြန်လာပါတယ်အိမ်ရောက်တဲ့အခါမှာတော့သူ့ရဲ့အချိန်ပိုင်းအလုပ်ဖြစ်တဲ့ပုံဆွဲတဲ့အလုပ်ကိုအာရုံစိုက်လုပ်နေခဲ့လို့မိသားစုနဲ့လည်းပျော်ရွှင်မဲ့စားတောက်နေထိုင်လိုက်ပါတယ်တစ်ဖက်မှာလည်းထွက်သမျှသတင်းစာဂျာနယ်တွေကကျောင်းဆရာမအလုပ်လျှောက်လွှာတွေကိုလိုက်ကြည့်ပြီးတော့အလုပ်ခေါ်သမျှကျောင်းတိုင်းကိုဆရာမအလုပ်အတွက်သွားလျှောက်ကအင်တာဗျူးတွေဖြေခဲ့ပါတယ်ဒါမဲ့သူ့ရဲ့အကျော်ဆွဲယောဂါကြောင့်မြည်တတ်တဲ့ဝါကြအတန်တွေကြောင့်ဘယ်ကျောင်းကမှလက်မခံတဲ့အတွက်နိုင်နာတယောက်သူဖြေချင်တဲ့ဆရာမအလုပ်ကနေဝေးနေခဲ့ပါတယ်တကယ်တော့နိုင်နာရဲ့အကျော်ဆွဲယောဂါကြောင့်
ပြဿနာပေါင်းစုံဟာသူငယ်ငယ်အကြောင်းသူဘွားကလေးကစတင်ပြီးတော့ကြုံတွေ့ခဲ့ရပါတယ်စာသင်ခန်းအရှိမဆရာမစာသင်နေချိန်မှာနောက်ဆုံးခုံမှာထိုင်တဲ့နိုင်နာလေးဟာဆရာပြောတာတွေကိုဂယုမဆိုင်နိုင်ပဲသူ့ပါဇက်ကနေဝါဝါကြကြအတန်တွေမထွက်အောင်သာစူးစမ်းထိန်းချုပ်နေရပါတယ်ဒါပေမဲ့ဘလောက်ပဲထိန်းချုပ်ထားမယ်ကျွန်တော်ဂျိုထိုးသလိုမျိုးပဲအတန်ကသူ့လိုထွက်သွားတာကြောင့်တခြားကလေးတွေကနိုင်နာကိုလှည့်ကြည့်ပြီးတဝါတဟားနဲ့ရီကြပါတော့တယ်နိုင်နာရဲ့ဝါဝါကြကြအတန်တွေကြောင့်သူ့ရဲ့စာသင်ကြားမှုပြတ်သွားတယ်ဆရာလည်းဒေါသထွက်သွားကအချိန်တိုင်းတဝါဝါလှုပ်နေတဲ့နိုင်နာကိုစူလိုက်သလိုနိုင်နာတဝါဝါလှုပ်တိုင်းမှာတဟားရီနေကြတဲ့ကလေးတွေကိုလည်းမှန်လိုက်ပါတယ်ဒါပေမဲ့ဆရာစာဆက်တင်မဲ့လှုပ်ချိန်မှာပဲနိုင်နာကဝါဝါထားလှုပ်လိုက်တာကြောင့်ကလေးတွေကလည်းဝေါကနေထားရီလိုက်ကြပါတယ်နောက်တော့ကလေးတွေကနိုင်နာကိုကြည့်ပြီးတော့ဝါဝါဝါဆိုကလိုက်အော်ကပြောင်းနေကြပါတော့တယ်နိုင်နာအောင်ကျော်ပြဿနာကြောင့်တခြားကလေးတွေနဲ့စာရောတင်မှုမဖြစ်နိုင်တဲ့အတွက်ကျောင်းကြီးကနိုင်နာရဲ့အမေကိုခေါ်ပြီးကျောင်းထွက်စာကိုပေးလိုက်ပါတယ်နိုင်နာတယောက်ကတော့တစ်ဖက်နားနေကန်းထဲမှာတဝါဝါနဲ့အော်နေချင်းနိုင်နာအမေကိုတော့ကျောင်းကြီးကနိုင်နာကတမှုထူးခြားတဲ့သူဖြစ်တာကြောင့်တမှုထူးခြားတဲ့ကျောင်းနေထဲမှာအစဉ်ပြေနိုင်မှာဖြစ်ကျောင်းကိုအကြံပေးနေပါတယ်နိုင်နာအောင်ကျော်ပြဿနာဟာကျောင်းမာနေပြဿနာကျုံရတာမျိုးမဟုတ်ပဲအပြင်လောကမှာပါအစင်မပြေမှုတွေနဲ့ရင်ဆိုင်ရပါတယ်မိသားစုနဲ့အတူတူပြင်ထွက်ပြီးတော့အစားအသောက်တွေစားတဲ့အခါမျိုးမှာလည်းစားကျင်တဲ့အစားအစာကိုမှာဖို့ပြင်ဆင်ချိန်ပါဇက်ကအတန်တန်းမထွက်ပဲဝါဝါလုံနေတာကြောင့်ဆိုင်ထဲမှာရှိတဲ့တခြားသူတွေကနိုင်နာကိုအထူးဆန်းလို့ငေးကြည့်ကြပါတယ်အဖေပြသူကလည်းတဆိုင်လုံးဝိုင်းကြည့်နေကြတာကိုရှက်တဲ့အတွက်မျက်နှာပြတ်သွားပြီးတော့နိုင်နာအတွက်ချောကလက်ကိတ်လုံးအမြန်မှာပေးလိုက်ပါတယ်နိုင်နာတယောက်သူ့ရဲ့အောင်ကျော်ယောဂါကြောင့်တဝဝတကြကြဖြစ်နေပေမဲ့အမေဖြစ်သူကတော့နိုင်နာကိုတာမန်ကျောင်းမှာပဲထားဖို့ဆုံးဖြတ်ထားပါတယ်အဖေဖြစ်သူကတော့နိုင်နာရဲ့တဝဝအတန်တွေကြောင့်တာမန်ကျောင်းမှာထားဖို့မဖြစ်နိုင်ကြောင်းဒီတန်တွေကြောင့်ပဲအချိန်ပြည့်အဆက်ရနေရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်နိုင်နာရဲ့အမေဖြစ်သူကတော့ထိုင်နေရာကနေထားကသူ့ယောက်ျားကိုတဲ့ကြည့်လိုက်ပြီးအဆက်ရနေမှာနိုင်နာလားရှင်လားဆိုပြီးတော့မေးလိုက်တာကြောင့်ယောက်ျားဖြစ်သူလည်းမျက်နှာပြတ်သွားပါတယ်အမေဖြစ်သူကသူတို့ဘာကြောင့်ကွဲခဲ့တာလဲဆိုရင်မေးခွန်းထပ်မေးလိုက်တဲ့အခါမှာတော့အဖေဖြစ်သူကဘာဖြစ်ဖြစ်နိုင်နာကသူ့သမီးသာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်ရှင်သမီးဆိုရင်သမီးဖြစ်သူလိုအပ်နေချိန်မှာဘယ်ရောက်နေရလဲဆိုပြီးတော့အမေဖြစ်သူကပြန်မေးလိုက်ပါတယ်သူတို့နှစ်ယောက်ပြန်လည်စကားပြောနေချိန်မှာတော့နိုင်နာတယောက်အခန်းပြင်ကနေငေးကြည့်နေပြီးတော့သူမိဘတွေပြောနေတဲ့စကားတွေကြောင့်စိတ်မကောင်းဖြစ်သွားကအိမ်သားထဲသွားဝင်ထိုင်လိုက်ပါတယ်အိမ်သားထဲမှာထိုင်နေပေမဲ့လည်းဝါဝကြကြအတန်တွေအော်နေတာကြောင့်အိမ်သားသုံးစက်ကူတွေကိုဆွဲကပါဇက်ထဲကိုထိုးထည့်လိုက်ပါတယ်ဒါမဲ့လည်းဝါဝအတန်တွေကပြောင်းမသွားဘဲနဲ့ဆက်ထွက်နေခဲ့ပါတယ်လက်ရှိချိန်မှာတော့နိုင်နာတယောက်ချောင်းနေတခုကိုစိုးရင်းနဲ့သူ့ခန်းထဲမှာလှဲနေပါတယ်ခဏကြာတော့သူ့ရဲ့မောင်ရောက်လာကအဖေရောက်နေတဲ့အကြောင်းနိုင်နာကိုလာပြောပါတယ်နိုင်နာကသူနေမကောင်းတာကြောင့်ထွက်မတွေ့နိုင်ကြောင်းနှုတ်ဆက်ကြောင်းပြောလိုက်ပေမဲ့မောင်ဖြစ်သူကလက်မခံပဲနိုင်နာကိုအောက်ဆင်းလာခဲ့ဖို့အတင်းပြောပါတယ်ဒါကြောင့်နိုင်နာလည်းနေမကောင်းတဲ့ကြားထဲကနေပဲအဖေနဲ့တွေ့ဖို့အပြင်ကိုထွက်လာခဲ့လိုက်ပါတယ်မိသားစုညီသမီးထိုင်စားကြရင်နဲ့နိုင်နာတယောက်ချောင်းနေတခုကိုစိုးနေပါတယ်အဖေဖြစ်သူကတော့စိတ်ဖိစီးတာတွေကြောင့်ဖြစ်တာလို့ပြောလိုက်ပြီးအိတ်ထဲကစာရေးတစ်ခုကိုထုတ်ကနိုင်နာကိုပေးလိုက်ပါတယ်ဘန်လုပ်ငန်းသူ့တငယ်ချင်းတယောက်ကနိုင်နာတို့အလုပ်ခေါ်စာပေးလိုက်တာဖြစ်ကြောင်းအချိန်ပိုင်း animation တွေလုပ်နေရကအလုံးမဟုတ်ကြောင်းအဖေဖြစ်သူကပြောလိုက်ပါတယ်နိုင်နာအချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတာဆီယာမအလုပ်ကိုရဖို့လုပ်နေရတာဖြစ်ကြောင်းပြောလိုက်တဲ့အတွက်အဖေဖြစ်သူကတော့ဆီယာမအလုပ်ကိုရှာနေရ9နှစ်လောက်ရှိပြီဖြစ်ကြောင်းကြားအတန်တွေနဲ့မဖြစ်နိုင်ကြောင်းစကားဆလိုက်ပါတယ်ဒီစကားတွေကိုကြားနေကြဖြစ်တဲ့နိုင်နာတော့နားမထောင်ကျင်တော့တာကြောင့်ရိုဒီယုံမလားလို့မေးလိုက်ပြီးတော့မီးဘိုတဲကိုသွားကရိုဒီအစ်စ်တွေသွားလှုပ်လိုက်ပါတယ်အဖေဖြစ်သူကထားလာပြီးတော့အလုပ်ခေါ်စာကိုဖတ်ကြည့်ဖို့နိုင်နာကိုပြောပါတယ်နိုင်နာပေနေတဲ့သူ့လက်တွေကိုပြလိုက်ပြီးတော့လက်တွေပေနေရကြောင်းကာယမကြည့်တော့ဘူးဆိုပြီးပြောလိုက်ပါတယ်နိုင်နာတယောက်ဆီယာမပြည့်ချင်တာငွေချောင်းလို့ထင်တဲ့အတွက်ဆီယာမလာစားဘလောက်ရလဲဆိုပြီးအဖေဖြစ်သူကမေးလိုက်ပါတယ်ကျောင်းမှာသဘောကျဆုံးဆီယာမရှိခဲ့ဘူးလားဆိုပြီးတော့နိုင်နာကစကားဆက်ဆက်မရှိအဖေဖြစ်သူကိုပြန်မေးလိုက်ပါတယ်ရှိချောင်းပြန်ပြောတဲ့အခါမှာတော့အဲ့ဆီယာမရဲ့လာစားကိုမှတ်မိသေးလားဆိုပြီးထပ်မေးလိုက်တာပါကျောင်းတော်ဖြစ်သွားတဲ့အဖေဖြစ်သူကိုဒါတွေနားလည်မှာမဟုတ်ကြောင်းနိုင်နာကပြောလိုက်သလိုအဖေဖြစ်သူကလည်း MSC BD တွေရပြီးအိမ်မှာကာတွန်းထိုင်ဆွဲနေရကိုလည်းနားမလည်နိုင်ကြောင်းအဖေဖြစ်သူကလည်းပြန်ပြောလိုက်ပါတယ်သူတို့စကားပြောနေချိန်မှာဖုန်းမိလာကြောင်းနိုင်နာရဲ့မောင်ကဖုန်းကိုကင်လိုက်ပါတယ်ဖုန်းဆက်လာတာကတော့စိတ်နော်ကာကျောင်းကဖြစ်တာကြောင့်အမဖြစ်သူကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်နိုင်နာတယောက်လည်းဝမ်းသာသွားပြီးတော့လက်ကိုတုပ်ကဖုန်းပြောနေလိုက်ပါတယ်တစ်ဖက်ကဖုန်းပြောသူကတော့နှစ်ဝက်အတွက်ဆီယာမလိုတာကြောင့်နိုင်နာကိုလမ်းခေါ်လိုက်တာဖြစ်ကြောင်းမနက်7:00 နာရီမှာကျောင်းကိုရောက်လာမယ့်အကြောင်းပြောလိုက်ပါတယ်ဆီယာမလို့ရသွားပြီဖြစ်တာကြောင့်ဝမ်းသာသွားတဲ့နိုင်နာလည်းဝမ်းသာအားနဲ့သူ့အမေနဲ့မောင်ဖြစ်သူကိုပြေးဖက်လိုက်ကသုံးအောင်သားပျော်ရွှင်နဲ့အော်ဟစ်လိုက်ကြပါတယ်နောက်နေ့မနက်မှာတော့နိုင်နာတယောက်စိတ်နော်ကထက်တန်းကျောင်းရှိမှာစိတ်နော်ကဘဲဘူးလက်ရဲ့ရုပ်တုရှိမှာရောက်နေပါတယ်နိုင်နာတယောက်ရုပ်တုရှိမှာရက်ကစိတ်ကိုတီညောင်ထားလိုက်ပြီးကျောင်းထဲဝင်သွားလိုက်ပါတယ်ကျောင်းကြီးရှိကိုရောက်တဲ့အခါမှာတော့ကိုထိန်းထားပေမဲ့အကျော်ဆွဲယောဂါကြောင့်ဗဇက်ကလည်းအတန်တွေမြည်သလိုခေါင်းကလည်းခါရမ်းနေပါတယ်ကျောင်းကြီးကတော့နိုင်နာရဲ့အပြုမှုကိုမသိသလိုနေလိုက်ပေမဲ့သူဘေးနာဆရာကတော့နိုင်နာကိုအကဲခတ်ကြည့်နေပါတယ်ကျောင်းကြီးကနိုင်နာရဲ့အရေးချင်းနဲ့စိတ်ဓာတ်ပိုင်းကိုသဘောကျတာကြောင့်သူတို့ဘက်ကအခွင့်အရေးတစ်ခုပေးချင်ကြောင်းပြောလိုက်တဲ့အတွက်
နိုင်နာတယောက်ဝမ်းသာသွားပါတယ်ဘေးနာမစ္စတာဝရီယာဆိုတဲ့ဆရာကတော့ဆရာမတယောက်အသေးအံလိုနေရာကြောင့်ခေါ်တာဖြစ်ကြောင်းဝင်ပြောတဲ့အတွက်ကျောင်းကြီးကဝရီယာကိုတားလိုက်ပါတယ်အကျော်ဆွဲယောဂရှိတဲ့မဟုတ်လားဆိုပြီးတော့ကျောင်းကြီးကမေးလိုက်သလိုတခြားကျောင်း18ကျောင်းလောက်မှာအလုပ်လျှောက်ခဲ့မယ်မရဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ဒီစိန်တော်ကကျောင်းမှာတော့9ချိန်တိတိအငင်းခံအကြောင်းပြောလိုက်ပြီးဒါလောက်ငင်းခံနေရတာတော့ဘာကြောင့်ဆရာမဖြစ်ချင်ရတာလဲဆိုပြီးတော့ကျောင်းကြီးကနိုင်နာကိုမေးလိုက်ပါတယ်နိုင်နာကကျောင်းကြီးထိုင်နေတဲ့ခုံကျောင်းပါလို့ဖြေလိုက်တဲ့အတွက်ကျောင်းကြီးကကျောင်းဘာဖြစ်ချင်တာလားဆိုပြီးတော့မေးလိုက်ပါတယ်နိုင်နာကပြပြတလေးညင်းလိုက်ပြီးတော့ကျောင်းဆရာမဖြစ်ဖို့အတွက်ကျောင်း18ကျောင်းကငင်းပယ်ခဲ့တယ်လို့ကျောင်းသူဘွားတော်ကလည်းကျောင်း12ကျောင်းကကျောင်းထုတ်ခံဘူးကျောင်းဒီကျောင်းကသူ့ရဲ့ lucky number 73ဖြစ်ကျောင်းသူ့အနေနဲ့ဒီခုံရှိမှထိုင်ပြီးတော့ဆရာမဖြစ်ချင်တယ်ဆိုတာကတော့22နှစ်အရင်ကဒီကျောင်းရဲ့ထိုင်ကုန်မှာထိုင်ခဲ့တဲ့ဆရာမစ္စတာခမ်းကျောင်းဖြစ်ကျောင်းကိုပြောလိုက်ပါတယ်လွန်ခဲ့တဲ့22နှစ်ကျော်လောက်တုန်းကနိုင်နာကမူလာတန်းကျောင်းသူဖြစ်နေစိန်တော်ကကျောင်းမှာကျောင်းတက်နေခဲ့ပါတယ်တနေ့မှာတော့ကျောင်းသားတွေကဇက်စင်ပေါ်မှာရောမပြဆက်တစ်ခုကိုကပြနေချိန်မှာနိုင်နာကအမေဖြစ်သူနဲ့အတူတူဆင်အောက်မှာပြဆက်ကိုကြည့်နေပါတယ်အားလုံးတိတ်ဆိတ်နေချိန်မှာနိုင်နာရဲ့ဝဝအော်တန်ဟာတိတ်ဆိတ်မှုကိုဖောက်ထွင်းပြီးထွက်လာကြောင်းဆရာမတွေကတိတ်နေဖို့ပြောလိုက်သလိုအမေဖြစ်သူကလည်းနိုင်နာကိုသတိပေးလိုက်ပါတယ်ပြဆက်ပြီးသွားတဲ့နောက်မှာတော့ကျောင်းကြီးမစ္စတာခန်းဟာဇက်စင်ပေါ်ကိုတက်လာခဲ့ပါတယ်ဆရာခန်းကပြဆက်ကိုချီးကျူးလိုက်ပြီးတော့ပြဆက်တင်ဆက်နေချိန်မှာထူးဆန်းတဲ့အတန်တစ်ခုကိုကြားမိကြောင်းအဲ့ဒီအတန်လုံးနေသူကဘယ်သူပဲဖြစ်ဖြစ်စင်ပေါ်ကိုတက်လာခဲ့ဖို့အကြောင်းကိုပြောလိုက်ပါတယ်ကျောင်းကြီးရဲ့စကားကြောင့်အားလုံးရဲ့အကြည့်တွေကနိုင်နာစီကိုရောက်သွားကြပြီးနိုင်နာလည်းမတက်တာတော့တဲ့အဆုံးစင်ပေါ်ကိုတက်သွားခဲ့ပါတယ်စင်ပေါ်တဲ့အခါမှာတော့တဝဝအော်နေတဲ့နိုင်နာကိုကြိုထိုးတာရက်လိုက်လို့ရမလားလို့ဆရာခန်းကမေးပါတယ်နိုင်နာကတော့ရက်လို့မရကြောင်းအကျော်ဆွဲယောဂါတစ်ခုဖြစ်ကြောင်းဆရာခန်းကိုပြန်ပြောလိုက်တဲ့အခါတခြားကျောင်းသူကျောင်းသားတွေကအခုလိုတွေအော်နေတဲ့နိုင်နာကိုဘာပြောကြလဲဆိုပြီးတော့မေးပါတယ်နိုင်နာတော့ကျောင်းသူကျောင်းသားတွေကတော့သူ့ကိုလှောင်ကြကြောင်းဆရာဆရာမတွေကတော့အပြင်ကိုထွက်ခိုင်းကြောင်းပြောပြလိုက်ပါတယ်ဆရာခန်းကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာကူညီပေးရမလဲလို့မေးလိုက်တဲ့အခါနိုင်နာကသူ့ကိုတခြားကျောင်းသူကျောင်းသားတွေလိုပဲဆက်ဆံပေးဖို့တောင်းဆိုလိုက်ပါတယ်လူတော်တယောက်ဖြစ်လို့အရေးချင်းရှိတဲ့ကျောင်းကြီးကတော့ဒါအားလုံးတန်းတူညီမျှစာတင်တဲ့ကျောင်းဖြစ်တာကြောင့်နိုင်နာကိုတခြားကျောင်းသူကျောင်းသားတွေလိုဆက်ဆံမဲ့အကြောင်းဂရီပေးလိုက်ပါတယ်နိုင်နာတယောက်ကျောင်းကြီးစီကဂရီစကားကြောင့်ကျင်းတဲ့ပီတီစိတ်နဲ့စင်အောက်ကိုဆင်းလာခဲ့ပြီးတော့ဆင်ရောက်တဲ့အခါကျောင်းကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ပါတယ်ကျောင်းကြီးကတော့သူ့ကိုလှည့်ကြည့်တဲ့နိုင်နာကိုလက်မထောင်ပြပြီးအားပေးလိုက်ပါတယ်တာမန်ဆရာတယောက်ကတင်ုံပဲတင်မေးနိုင်ပေမဲ့ဆရာကောင်းတယောက်ကတော့ကျောင်းသားကိုနားလည်အောင်ရှင်းပြနိုင်ပါတယ်အရန်ကိုတော်တဲ့ဆရာတွေကတော့ဘဝကိုရှေ့ဆက်ဘလို့ရှောက်ရမယ်ဆိုတာလမ်းညွှန်ပေးနိုင်ပြီးတော့တချို့ဆရာတွေကတော့ကျောင်းသားကျောင်းသူတွေရဲ့စိတ်ဓာတ်ကိုနှိုးကြွစေပါတယ်ဆရာခန်းကတော့သူ့အတွက်တော့စိတ်ဓာတ်ကိုနှိုးကြွစေတဲ့သူဖြစ်ကြောင်းနိုင်နာကလက်ရှိကျောင်းဆရာကြီးကိုပြောပြလိုက်ပါတယ်ဒါပြင်သူဟာဆရာဖြစ်ဖို့မွေးဖွားလာသူဖြစ်ကြောင်းပေးတဲ့တောင်းကိုကျေမောင်ထမ်းဆောင်နိုင်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်မစ္စတာဝရီယာကနိုင်နာအနေနဲ့အတန်တွေကိုအစဉ်ပြောင်းလုပ်နိုင်မလားဆိုပြီးမေးလိုက်တဲ့အတွက်နိုင်နာကအကျော်ဆွဲရာကပြောဆိုမှုကိုပဲတက်ရောက်တာဖြစ်ပြီးတော့သူ့ရဲ့အရေးချင်းကိုမထိခိုက်ကြောင်းဝမ်းသာအားနဲ့ပြန်ပြောလိုက်ပါတယ်နောက်တော့ကျောင်းကြီးကနိုင်နာတင်ရမယ့်အခန်းကိုလိုက်ပြမယ်ဆိုပြီးနိုင်နာနဲ့နှစ်ယောက်တည်းထွက်လာပါတယ်နိုင်နာတို့ထွက်သွားပြီးတဲ့နောက်မှာတော့ဆရာဝရီယာကလူရွေးမှားပြီးဖြစ်ကြောင်းကိုပြောလိုက်ပါတယ်နိုင်နာနဲ့ကျောင်းကြီးတို့ဟာစာသင်ခန်းစီကိုရှောက်လာကြရင်းနဲ့တနိုင်ငံလုံးဆိုင်ရာသိပ္ပံပညာရဲ့ပြိုင်ပွဲမှာဆရာဝရီယာရဲ့ကြိုးစားမှုကြောင့်နှစ်နှစ်ဆက်တိုက်ဆုရကြောင်းပြောပြသလိုအတော်ဆုံးကျောင်းသားတွေစုထားတဲ့ 9A အခန်းကိုလည်းပြပါတယ်နောက်တော့နိုင်နာတင်ရမယ့် 9F အခန်းဘက်ကိုရောက်လာခဲ့ပြီးတော့ကျောင်းသားကျောင်းသူ14ယောက်သာရှိကြောင်းကျောင်းကြီးကနိုင်နာကိုပြောပြပါတယ်နိုင်နာအခန်းထဲကိုချောင်းကြည့်လိုက်တဲ့အခါမှာကျောင်းသားတယောက်မှမရှိတာကြောင့်ကျောင်းကြီးကိုမေးလိုက်ပါတယ်ကျောင်းကြီးကတော့အတန်းပိုင်းမရှိတဲ့အတွက်အတန်းထဲမှာမရှိဘဲထွက်သွားကြတာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် 9F ကကလေးတွေကလည်းတာမန်ကလေးတွေမဟုတ်လို့နိုင်နာမှာလည်းထူးခြားတဲ့အရေးချင်းတွေရှိနေတာကိုမြင်နေရတဲ့အတွက်နှစ်ဝက်အတွက်စွန့်စားလိုက်တာဖြစ်ကြောင်းနိုင်နာအနေနဲ့လက်လျှော့မယ်ဆိုရင်လည်းလက်လျှော့လို့ရကြောင်းကျောင်းကြီးကပြောလိုက်ပါတယ်နိုင်နာတော့သူဟာဒီအလုပ်ကိုလုပ်ချင်ကြောင်းကျောင်းကြီးကိုလည်းစိတ်မပြတ်စေရမယ့်အကြောင်းဂရီပေးလိုက်ပြီးတော့သူ့ရဲ့ပထမဆုံးလုပ်ငန်းအတွက်ပျော်ရွှင်ကျေနပ်နေခဲ့ပါတယ်နောက်နေ့မှာတော့စိတ်တော်ကကျောင်းမှာကျောင်းဆရာမတယောက်ဖြစ်တာဝန်ထမ်းဆောင်မှုအတွက်နိုင်နာတယောက်ကျောင်းကိုရောက်လာပါတယ်ကျောင်းခန်းထဲကိုမဝင်ခင်မှာစိတ်ငြိမ်အောင်ရေတောက်နေချိန်ကျောင်းလုပ်သားက 9F ကိုတင်မှာမဟုတ်လားဆိုပြီးတော့မေးကနိုင်နာကိုအထူးတဆန်းနဲ့ကြည့်နေခဲ့ပါတယ်နိုင်နာလည်းဟုတ်ကျောင်းပြန်ပြောလိုက်ပြီးတော့ထွက်သွားပါတယ်နိုင်နာက 9F စီကိုအရင်မသွားဘဲကာပွဲခန်းမစီကိုအရင်သွားလိုက်ပါတယ်ခန်းမလေးကိုရောက်တဲ့အခါမှာတော့သူကျောင်းသားဘွားတော်ကလက်မထောင်ပြကသူ့ကိုစိတ်ဓာတ်မြင့်တင်ပေးခဲ့တဲ့ဆရာခန်းကိုပြန်ပြီးတော့မြင်အောင်သွားပါတယ်ခဏကြာမှတော့ကားဆက်ရုံရဲ့တခြားတစ်ဖက်ကနေကျောင်းသားတစုဝင်လာပါတယ်ကျောင်းသားတွေကသူတို့ဝါသနာပါအလုပ်တွေဖြစ်တဲ့အလှပြင်တာဟင်းချက်တာစားတာတွေကိုလုပ်နေကြသူကျောင်းသားလေးတချို့ကတော့ဈေးလိတ်တောက်ရင်းနဲ့ဖဲထိုင်ရိုက်နေကြပါတယ်နောက်တော့ကောင်မလေးတယောက်ကရဗီနာလို့ခေါ်တဲ့ကျောင်းသားတယောက်ကိုလှမ်းခေါ်လိုက်ပြီးသူတို့ကိုစာသင်မဲ့ဆရာမဖြစ်တဲ့အယူအားထက်ဟာတရက်တောင်ခံမခံလောင်းကြမလားဆိုပြီးတော့မေးလိုက်ပါတယ်နောက်တော့ကျောင်းသားတွေကတယောက်နဲ့တယောက်ပြောင်းကြနောက်ကြရင်းနဲ့သူတို့ကိုစာသင်မဲ့အားထက်ဆရာမဘယ်လောက်ခံမလဲဆိုပြီးအချင်းချင်းလောင်းကြီးထပ်လိုက်ကြပါတယ်အားလုံးကသူတို့ရဲ့ဆရာမအားထက်ဟာပြန်ပြေးမယ်ဆိုတဲ့ဘက်ကလောင်းကြီးထပ်ကြပြီးတော့
ဆီယာမအထစ်ဆက်တင်မဲ့ဘက်ကနေလောင်းတဲ့သူကတော့တယောက်မှရှိမနေပါဘူးနောက်တော့ကလေးတွေကနိုင်ရီကကလေးတွေကန်ကောင်းကြောင်းသူတို့ကကန်ဆိုးကြောင်းစိတ်တော်ကအကြောင်းဆီယာမအထစ်အကြောင်းတွေကိုတချင်းလောက်ကဆက်ဆိုနေကြပါတော့တယ်ပထမဆုံးစာသင်ခန်းဝင်တဲ့အချိန်မှာနိုင်နာဟာကျောင်းသားတွေရောက်မလာခင်ဘောတင်မုံမှာသူယောဂရဲ့အမည်ဖြစ်တဲ့ Tourette Syndrome ကိုရေးလိုက်ပါတယ်ခဏနေတော့အတန်းထဲကိုကျောင်းသားတွေရောက်လာပြီးတော့ခုံနေမှာဝင်ထိုင်လိုက်ပါတယ်နိုင်နာတယောက်တန်းရှိမှရက်နေမဲ့ဝင်လာတဲ့ကျောင်းသားတွေအားလုံးကနိုင်နာကိုရှိတယ်တော့မထင်မဲ့ခုံနေမှာဝင်ထိုင်လိုက်ကအချင်းချင်းစားနောက်စကားတွေပြောနေကြပါတယ်နိုင်နာလည်းစကားဆပြောခင်ဘောတင်မုံဘက်ကိုလှည့်ကစိတ်ကိုငြိမ်အောင်ထိန်းလိုက်ပြီးခဏနေတော့ကျောင်းသားတွေဘက်ကိုလှည့်လိုက်ကသူ့ကိုယ်သူမိတ်ဆက်ပါတယ်မိတ်ဆက်ရင်ဝါဝါတွေထားអော်တာကြောင့်ကလေးတွေကလည်းထားရီလိုက်ကြပါတယ်နိုင်နာလည်းအတူတူရောရီလိုက်ပြီးတော့ပညာရေးဆိုတာနေရာတွေအချိန်တွေအကွာဝေးတွေမရှိကြောင်းပြောကသူ့ရဲ့ဖုန်းနံပါတ်ကိုကလေးတွေကိုပေးလိုက်ပါတယ်အာတစ်ရဲ့ကျောင်းသားတယောက်ကအချိန်မီဖုန်းဆက်လို့ရမလားဆိုပြီးမေးလိုက်တာကြောင့်တတန်းလုံးပွဲကျသွားပါတယ်နောက်တော့နိုင်နာကျောင်းသားတွေနာမည်ကိုအာတစ်အရှဝင်းအာရွန်တတီကီလန်စသဖြင့်အစင်လိုက်ခေါ်တဲ့အခါကျောင်းသားတွေကလည်းအပြောင်ပြတ်မျိုးမျိုးနဲ့နိုင်နာကိုပြန်ထူးကြပါတယ်ကျောင်းသားတွေကနာမည်စင်းခေါ်တာထက်နိုင်နာရဲ့အောင်ကျိုးယောဂကိုပို့ပြီးတော့စိတ်ဝင်စားနေရကြောင်းနိုင်နာလည်းဒီယောဂကပဲစတင်မဲ့အကြောင်းပြောလိုက်ပါတယ်နိုင်နာသူယောဂဟာ Tourette Syndrome လို့ခေါ်တဲ့အကျောဆွဲယောဂတစ်မျိုးဖြစ်ကြောင်းအုံနောက်ထဲကအောင်ကျိုးလေးတွေတခုကအချိတ်ဆက်မရှိတဲ့အခါကျရင်သူဖြစ်နေသလိုရှော့ဖြစ်စေတဲ့ကြောင်းပြောပြလိုက်ပြီးသူယောဂနဲ့ပတ်သက်ပြီးတော့သိချင်တာမေးနိုင်ကြောင်းကလေးတွေကိုမေးလိုက်ပါတယ်ကောင်မလေးတယောက်ကဖုန်းမီတန်းဘာထားလဲဆိုပြီးတော့မစီမဆိုင်ထမေးလိုက်တာကြောင့်အာတစ်ကသူသိကြောင်းဖုန်းမီတန်းကြကိုထားတာဖြစ်ကြောင်းထားပြောလိုက်တာကြောင့်တဒန်းလုံးဝိုင်းရီကြပါတယ်ကြွက်မွေးတဲ့ကောင်မလေးကလည်းသူ့ကြွက်ကလေးတွေညဘက်စူညံလောက်တာဟာ Tourette Syndrome ယောဂရနေတာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်အရှဝင်းကလည်းချီချိုလောက်တာကြားဘူးလားဆိုပြီးမေးလိုက်ကနိုင်နာကိုနှင်ထုတ်တဲ့ rap ကိုစတင်ရွတ်လိုက်ပါတယ်ကျန်တဲ့ကျောင်းသားလည်းအရှဝင်းနဲ့တူတူ rap ကိုရွတ်ကြပြီးတော့နိုင်နာကိုနှင်ထုတ်ပြီးမဲ့နိုင်နာကစိတ်မဆိုးတဲ့ပြင်ကျောင်းသားနဲ့တူတူပါ rap ကိုလိုက်ရွတ်လိုက်ပါသေးတယ်ဒါကြောင့်ကျောင်းသားတွေလည်းအန်ဩကအတန်တိတ်သွားကြပါတယ်ကျောင်းသားတွေကသူနဲ့တထေရတဲ့ဖြစ်ကြောင်းမတူတာတခုကတော့ကျောင်းသားတွေကရက်ချင်တဲ့ချိန်မှာရက်လို့ရပေမဲ့သူကတော့ရက်လို့မရကြောင်းနိုင်နာကပြန်ပြောလိုက်ပါတယ်နောက်တော့သူတို့ပြန်ထွက်သွားကြမယ်ဆိုပြီးတော့လောင်းထားကြတယ်မဟုတ်လားဆိုပြီးမေးလိုက်ကသူကလက်ပြန်မှုလာတာမဟုတ်ကြောင်းပြောလိုက်နဲ့ Ravena စီကိုသွားကပတ်စံတရားထည့်ပြီးတော့လောင်းကြီးထပ်လိုက်ပါတယ်ပြောချင်တာပြောပြီးတဲ့နောက်စပွဲစီကိုပြန်သွားကစာတင်ဖို့အတွက်ပြောလိုက်ပြီးထိုင်ကုန်မှာထိုင်ချလိုက်ပါတယ်သူထိုင်ချလိုက်တယ်ဆိုရင်ထိုင်ကုန်ကကျိုးကျသွားတာကြောင့်နိုင်နာတယောက်ဖင်တိုင်းပြုတ်ကျသွားပါတယ်ဖင်တိုင်းကျသွားတဲ့နိုင်နာကိုကြည့်ကចောင်းသားတွေကတဟီထားနဲ့လောင်ပြောင်ရီမောလိုက်ကြပြီးခဏကြာမှတော့အာတစ်ကခုံမော်တက်ထိုင်လိုက်ကဒါသင်ခန်းစာအသစ်ဖြစ်ကြောင်းစက်နေမယ်ဆိုရင်အခုချက်ချင်းထားဖို့ပြောလိုက်တဲ့အတွက်တခန်းလုံးထားပြီးတော့ရီကြပါတော့တယ်နိုင်နာလည်းမနိုင်စိန်တပည့်တွေနဲ့တွေ့တဲ့ပထမဆုံးနေ့မှာလည်းငွားမလို့ရီရမလို့နဲ့ဖြစ်နေခဲ့ပါတယ်နေကင်းကျောင်းစင်းနာအချိန်မှာတော့ကျောင်းသားချို့ကစားကွင်းမှာဘောလုံးကန်နေကြပြီးတော့ 9F အဖွဲ့ကတော့တော်တော်နဲ့လက်ဆော့မဲ့ပုံမပေါ်တဲ့နိုင်နာကိုစိတ်ပြတ်နေကြပါတယ်အာတစ်ရဲ့ Ravena တို့ကတော့နိုင်ကကောင်မလေးကိုရှိုးနေကြပြီး Ravena သူတို့အစ်စ်နဲ့မရကြောင်းပြောလိုက်ပါတယ်သူတို့စကားပြောနေချိန်မှာကျောင်းသားတွေကစားနေဘောလုံးကသူတို့အနီးကိုရောက်လာခဲ့ပြီးတော့နိုင်ကကျောင်းသားတယောက်က 9F ကအရှုံးသမားတွေဘောလုံးသူစီပစ်ပေးတန်းဆိုပြီးတော့ခိုင်းလိုက်ပါတယ်ဒါကြောင့်လဲ Ravena ဘောလုံးကိုကောက်လိုက်ကထောက်ဆူးနဲ့ထိုးဖောက်ပစ်လိုက်ပြီးတော့ပြန်ပေးလိုက်ပါတယ်နိုင်ကကျောင်းသားနဲ့ဒေါသထွက်သွားပြီးတော့ Ravena ကိုထိုးလိုက်တာကြောင့်အာတစ်လည်းကြားဝင်လိုက်ပြီးတော့အဲ့ကျောင်းသားနဲ့နှစ်ယောက်သားလုံးကြပါတယ်နောက်တော့ဆရာဝတီယာတို့ရောက်လာခဲ့ပြီးတော့လူခွဲလိုက်ကအာတစ်ကိုရုံးကန်သွားဖို့ပြောလိုက်ပါတယ်ဒီအချိန်တွေကိုတော့နိုင်နာတယောက်ကျောင်းရဲ့လေကားကနေပြီးတော့အားလုံးကိုမြင်နေရပါတယ်နောက်နေ့မနက်မှာတော့နိုင်နာတယောက်ကျောင်းကိုကတ်စောစောပဲရောက်လာပါတယ်ကျောင်းလုံသားစောစောရောက်လာတဲ့နိုင်နာကိုအကျိုးကြောင်းမေးကြည့်လိုက်တဲ့အခါနိုင်နာစာကြည့်လိုက်မှာစာအုပ်တချို့ငှားစရာရှိလို့လာတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်ကျောင်းဆောင်ကနည်းနည်းကြာကြာနေမာလားလို့မေးလိုက်တာကြောင့်နိုင်နာက 9F ကကလေးနဲ့ပတ်သက်ပြီးတော့အကျိုးကြောင်းကိုမေးလိုက်ပါတယ်ကျောင်းဆောင်ကကစားကွင်းကိုလက်ညှိုးထိုးပြလိုက်ပြီးတော့အရင်တုန်းကအဲ့ဒီကစားကွင်းနေရာမှာအစိုးရကျောင်းတစ်ကျောင်းရှိခဲ့ပြီး Highway Line ကျော်ကမိန်လာပိုက်ကြီးနားမှာစင်းရသားရက်ကွက်တစ်ခုရှိကြောင်းအမိုက်တိုက်တွေအားလုံးကမိန်လာပိုက်ထဲသွားကြသလိုစင်းရသားရက်ကွက်ကလေးတွေကအစိုးရကျောင်းကိုလာကြကြောင်းတနေ့ကျတော့အဲ့ကျောင်းဆောက်ထားတဲ့နေရာကမြေပိုင်းမဟုတ်ဘူးဆိုတဲ့ကိစ္စတစ်ခုပေါ်လာခဲ့ပြီးတော့ကလေးတွေရဲ့အနာဂတ်ကလည်းမသေးကြတော့ကြောင်းဒါကြောင့်စိတ်တော်ကကျောင်းရဲ့စီမံခန့်ခွဲရေးပိုင်းကအစိုးရကိုအကူအညီပေးခဲ့ကြောင်းဒီလိုနဲ့အစိုးရကျောင်းရဲ့ကလေးတွေကစိတ်တော်ကကျောင်းရဲ့ကျောင်းသားတွေဖြစ်လာကြပြီးတော့အစိုးရကျောင်းရဲ့မြေနေရာကတော့စိတ်တော်ကကျောင်းရဲ့ကစားကွင်းဖြစ်သွားခဲ့ကြောင်းအခုနိုင်နာကင်နေရတဲ့ 9F ကကလေးတွေဟာစင်းသားရက်ကွက်ရဲ့နောက်ဆုံးအတုပ်ဖြစ်ကြောင်းနိုင်နာကိုပြောပြလိုက်ပါတယ်အခုလိုခွဲခြားလုံနေအောင်ကလေးတွေရဲ့မိဘတွေကမသိကြဘူးလားဆိုပြီးတော့နိုင်နာကမေးလိုက်တဲ့အခါမိဘတွေကစားဖို့တောက်ဖို့ရုန်းကန်နေရတဲ့အပြင်ရေရဖို့ကောင်တန်းစီနိုင်မှရတာဖြစ်တဲ့အတွက်တခြားပြဿနာတွေဘက်ကိုလှည့်ဖို့အချိန်မရှိကြကြောင်းစောစောပိုင်းတုန်းကဆိုရင် 9F ကကလေးတွေဟာတခြားကျောင်းသားတွေနဲ့အဆင်ပြေပြေဖြစ်ဖို့စူးစမ်းခဲ့ကြကြောင်းဒါမဲ့ကျောင်းသားတွေကလည်းလက်မခံသလိုဒီကဆရာတွေကလည်းဂူးမဆိုင်ကြတာကြောင့်ကလေးတွေကသဘုံထနေတာဖြစ်ကြောင်းနိုင်နာ9လအတွင်းမှာ10ယောက်မြောက်ဆရာမဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်နိုင်နာတယောက်အကြောင်းဆုံးတည်သွားပြီးတဲ့နောက်မှာတော့တနာစိတ်နဲ့
အတန်းထဲကိုဝင်သွားပြီမဲ့နိုင်အက်ရဲ့ပညာပြတာကိုခံလိုက်ရပြန်ပါတယ်နိုင်သားတယောက်နိုင်အက်ကကလေးနဲ့အကျွမ်းတဝင်ဖြစ်အောင်မျိုးမျိုးစူးစမ်းပြီမဲ့အခန်းထဲမှာမီးခိုးတွေထွက်အောင်လုပ်တာနိုင်သားဖုန်းနံပါတ်နဲ့ဓာတ်ပုံတွေသုံးပြီးတော့ပောက်ကရကြော်ညာတွေရှောက်ကတ်တာမြေပြူတွေထဲမှာရမ်းတွေထည့်တာနိုင်သားဆိုင်ကယ်တွေကဓာတ်စီတွေကိုခိုးထုတ်ထားတာစတဲ့ပညာပြနည်းမျိုးမျိုးကိုတစ်ခုပြီးတစ်ခုခံနေရပါတော့တယ်ဒါကြောင့်ဆရာဝရိယကနိုင်သားကိုနိုင်အက်ရဲ့ဒဏ်ကိုခံနိုင်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါနိုင်သားကလေးတွေလည်းသူ့ဒဏ်ကိုခံနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်တနေ့မှာတော့နိုင်အက်ကလေးတွေဟာအမိုက်ပုံးကြီးထဲမှာ gas ထည့်ထားတဲ့ရေဘူးတွေကိုအောက်မှာထားပြီးတော့အပေါ်ကဘောလုံးတွေကိုတင်ထားကပေါက်ကွဲစေလိုက်တာကြောင့်တခြားတန်းတွေပါထိတ်လန့်သွားသလိုနိုင်အခန်းရဲ့မှန်တွေကလည်းကွဲကုန်ပါတော့တယ်ဒီစီကမ်းမဲ့အပြုတ်မှုကြောင့်ကျောင်းအကြီးကနိုင်တဒန်းလုံးကိုကျောင်းသားပြစ်ဖို့လုပ်ခဲ့ပေမဲ့နိုင်သားတော့ဒီကိစ္စကကလေးတွေနဲ့မဆိုင်ကြောင်းဓာတုဗေဒရဲ့နိုက်ထရိုဂျင်အရေးထုတ်ဖော်ပုံကိုရှင်းပြနေနဲ့ပေါက်ကွဲသွားတာဖြစ်ကြောင်းပြောကတောင်းပန်လိုက်ပါတယ်နိုင်ကြောင့်တကြောင်လုံးဒုက္ခတွေကြုံနေရပေမဲ့နိုင်သားကကာကွယ်ပေးနေသေးတဲ့အတွက်ကျောင်းကြီးကအံ့ဩသွားပါတယ်ဒါကြောင့်ကလေးတွေကိုအတန်းနဲ့ပြန်လွှတ်လိုက်ပြီးတော့ဘာကြောင့်ကာကွယ်ပေးနေရလဲဆိုပြီးတော့နိုင်သားကိုမေးလိုက်ပါတယ်နိုင်သားတော့ဒီကိစ္စကလေးတွေလှုပ်တယ်ဆိုတာအားလုံးသိဖြစ်ပေမဲ့ဒီလိုမျိုးလှုပ်ဖို့အတွက်အမျှော်မြင်အသိဉာဏ်ပညာတွေလိုအပ်ကြောင်းဒီစွမ်းရည်တွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်တွေကိုလွှဲပြောင်းပေးနိုင်မယ်ဆိုရင်တနေ့မှာတော့ကျောင်းရဲ့ဂုံကိုဆောင်နိုင်လိမ့်မယ်ဆိုတာယုံကြည်ကြောင်းနိုင်သားကပြောလိုက်ပါတယ်ဆရာဝတီယာကနိုင်သားတယောက်နေကင်းကြောင်တောင်အိမ်မက်မက်နေတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါနိုင်သားကတနေ့မှာဖြစ်လာနိုင်ကြောင်းအချိန်နဲ့လှုပ်ဆောင်ချက်သာလိုချောင်းပြန်ပြီးတော့ပြောလိုက်ပါတယ်။ဒါကြောင့်ကျောင်းကြီးကအချိန်ဘယ်လောက်လိုလဲဆိုပြီးနိုင်သားကိုမေးလိုက်ပါတယ်။ဆောင်းမွဲပြီးတဲ့အထိအချိန်၄လသာလိုအပ်ကြောင်းအဲ့ဒီ၄လပြီးတဲ့နောက်ဆောင်းမွဲရလက်ကအဖြေဖြေကြောင်းဆောင်းမွဲရလက်ထွက်လာရင်တော့ကျောင်းကြီးနေနဲ့ကြိုက်တယ်လို့လှုပ်ဆောင်နိုင်ကြောင်းဒီ၄လအတွင်းမှာတော့သူ့ကိုဘာမေးခွန်းမှမထုတ်စေချင်ကြောင်းပြောလိုက်ပါတယ်။ဆရာဝတီယာကတော့နိုင်သားရဲ့စိန်ခေါ်ချက်ကိုနားထောင်ပြီးတယောပြုံးလေးပြုံးနေခဲ့ပါတယ်။နောက်တော့နိုင်သားကစာသင်ခန်းထဲမှာကျောင်းသားတွေကိုစောင့်နေလိုက်ပါတယ်ခဏကြာမှတော့ကျောင်းသားတွေဝင်လာခဲ့ပြီးတော့ကိုခုံမှာကိုထိုင်ပြီးတဲ့နောက်မှာတော့နိုင်နာကဘောတင်မုံမှာမြေပြူအစ်စ်နဲ့မြင်းနှကြောင်းကိုဆွဲလိုက်ပါတယ်မြေပြူအစ်စ်တွေရဲ့ထိတ်ဟာမာနေလေးရှိတာကြောင့်မြေပြူအစ်စ်နဲ့မြင်းဆွဲတဲ့အခါမှာကျွီးဆိုတဲ့အတန်လေးထွက်လာပါတယ်အခုလဲနိုင်နာဆွဲလိုက်တဲ့မြေပြူကအတန်ကြောင့်ကျောင်းသားတွေကနားကိုပိတ်ထားလိုက်ကြပါတယ်နိုင်နာဒီအတန်တွေဟာတစ်ချိန်လုံးကြားနေရတာဖြစ်ကြောင်းနိုင်ကကျောင်းသားရဲ့အနေနဲ့လဲနိုင် F လို့ပြောလိုက်တာနဲ့တခြားသူတွေနားကြီးသွားစေအောင်လုပ်နေတာဟာဘာအတွက်ကြောင့်လုပ်နေတာလဲဆိုပြီးမေးလိုက်ပါတယ်အခုလိုလုပ်နေတာဟာဘယ်သူမှ 9F ကိုမဖြိုခွင်းနိုင်ဘူးဆိုတာတတ်သိပြဖို့လုပ်နေတာလားဆိုပြီးတော့လည်းမေးလိုက်ပါတယ် 9F ကိုဖြိုခွင်းဖို့ဘယ်သူမှမစူးစမ်းသလိုတင်မေးဖို့တော့စူးစမ်းကြောင်းပြောလိုက်ပြီးမြေပြူကိုယူလိုက်ကမြေပြူရဲ့ထူးခြားချက်ကတော့ထိပ်ပိုင်းလေးကိုချိုးပြီးရေးလိုက်ရင်အတန်မထွက်တော့ပဲအစင်ပြေပြေဖြစ်သွားကြောင်းအသေးစားပြောင်းလဲမှုလေးကဘာကြောင့်လဲဆိုတာနဲ့ဘာကြောင့်မဟုတ်ရမှာလဲဆိုရင်မေးခွန်းကိုခြားနာမှုဖြစ်စေကြောင်းပညာပေးကပြောပြလိုက်ပါတယ်အချိန်ကိုက်အန်ကိုက်ပြောပြတဲ့နိုင်နာရဲ့ဆုံးမစကားတွေကြောင့် 9F တခန်းလုံးဟာငြိမ်ကျသွားခဲ့ပါတယ်။နိုင်နာလည်းဒီအချိန်တွေကိုအခွင့်ကောင်းယူလိုက်ပြီးတော့ဆောင်းပွဲကနောက်၄လသာကြံတော်ကြောင်းဒီနောက်ထပ်၄လမှာကိုအသေးစားပြောင်းလဲမှုတွေလုပ်မလားဆက်ပြီးတော့ကုတ်ချစ်နေမလားဆိုတာဆုံးဖြတ်ဖို့ပြောပြလိုက်ပါတယ်။နောက်တနေ့မနက်9နာရီကိုချိန်လိုက်ပြီးဘာလို့ကြမယ်ဆိုတာဆုံးဖြတ်ပြီးရင်9နာရီမှာတွေးကြမယ်အကြောင်းပြောင်းလဲမှုလုပ်ဖို့ဆုံးဖြတ်ထားရင်9နာရီရောက်လာမယ်အကြောင်း9နာရီ10မိနစ်ထိစောင့်မှာဖြစ်ပြီးတော့တကယ်လို့9နာရီ10မိနစ်မှရောက်မလာရင်သူလဲကျောင်းကြီးစီမှာထွက်စာတင်ကအလုတ်ထွက်မဲ့အကြောင်းကိုပြောလိုက်ပါတယ်။နိုင်နာစီကယတိပြတ်စကားကိုကြားပြီးမှတော့ 9F အဖွဲ့တွေကတိုင်ပင်ဆွေးနွေးတာလုပ်ခဲ့ကြပါတယ်။တချို့ကဆီယာမစကားကိုနားထောင်ခြင်းကြပေမဲ့အာတစ်ရဲ့ဆီယာမရဲ့သိပ္ပံ project မှာကြွက်ဖြစ်ခြင်းလို့လားဆိုတဲ့စကားကြောင့်အားလုံးလဲမနှက်ကြရင်ကျောင်းမသွားဖို့ကိုဆုံးဖြတ်လိုက်ကြပါတော့တယ်။နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ကျောင်းသားတွေကကိုစီအိပ်ပျော်နေကြပြီးတော့လေပေါ်မှာအိတ်နေတဲ့ artist တို့ကတော့သူ့ဖေကအတင်းနှိုးကကျောင်းသွားခိုင်းခဲ့ပါတယ်။နိုင်နာတယောက်ကတော့ 9F အခန်းရဲ့ဆီယာမထိုင်ကုန်မှာထိုင်ရင်းအလုတ်ထွက်စာကိုအသင့်ကိုင်းကစိတ်လှုပ်ရှားနေခဲ့ပါတယ်။တခြားအတန်းတွေကစာသင်နေကြပေမဲ့ 9F မှာတော့တယောက်မှပေါ်မလာသေးတာကြောင့်အဆောင်လာပိုးတဲ့လက်ဖက်ရည်ကူတော့မတောက်နိုင်ပဲနိုင်နာတယောက်စိတ်မငြိမ်ဖြစ်နေရပါတယ်။ခဏကြာမှတော့နိုင်ကိုကြည့်လိုက်ကကလေးတွေမလာတော့ဘူးဆိုတာသိသွားတာကြောင့်နိုင်နာတယောက်လည်းကျောင်းရုံငန်းကိုသွားဖို့အတွက်ထားလိုက်ပါတယ်။အဲ့ချိန်မှာပဲကလေးတွေကတန်းစီပြီးတော့တယောက်ပြီးတယောက်ဝင်လာကြပါတော့တယ်။နိုင်နာတယောက်လည်းဝင်လာတဲ့ကလေးတွေကိုကြည့်ကကြိတ်ပြုံးနေပြုံးနိုင်ပြီးခုံမှာပြန်ထိုင်လိုက်ပါတယ်။ရဘီနာကတော့ပြုံးစီစီနဲ့ဝင်လာပြီးတော့အိတ်ထဲကပတ်စံကိုထုတ်ကနိုင်နာရဲ့ဇပွဲပေါ်ကိုတင်ပေးလိုက်ပြီးသူတို့ရှုံချောင်းဝင်ခံလိုက်ပါတယ်။ကျောင်းသားတွေအားလုံးစုံပြီးမှတော့ artist တို့2ယောက်လဲနောက်ဆုံးမှရောက်လာခဲ့တာကြောင့်နိုင်နာတယောက်အပြည့်အဝပြုံးလိုက်ပါတော့တယ်။နောက်တော့ကလေးတွေကိုကြည့်ကတင်ချာနဲ့စလိုက်ကြဖို့ပြောလိုက်ပါတယ်။ဒီနေ့မှာတော့စိန်တော်ကကျောင်းရဲ့ထူးချွန်ကျောင်းသားစုပေးပွဲကိုကျင်းပပါတယ်။ကျောင်းကြီးကကျောင်းသားရေးကဥက္ကဋ္ဌဖြစ်တဲ့ဆရာဝရီယာကိုထူးချွန်ကျောင်းသားတွေကိုစုပေးစေပါတယ်။ထူးချွန်စုရသူတွေကတော့အစင်လာတိုင်းလူတော်တွေကြီးစုထားတဲ့ 9A ကရခဲ့တာဖြစ်ပြီးစုရကျောင်းသားကျောင်းသူတွေကိုဆရာဝရီယာက
perfect လို့ရေးထားတဲ့ရင်တိုးလေးတွေကိုတတ်ပေးပါတယ်ဆရာဝရီယာကစကားပြောတဲ့အခါမှာစူးရသူတွေအတွက်အဓိကတာဝန်ကတော့စိတ်တော်ကားတွေဖြစ်ဖို့ပဲဖြစ်ကြောင်းဒါကိုတန်တရားရှိရင်တော့တစ်ခုမှတ်ထားမှာကစူးစိတ်ကចောင်းသားတွေအတွက်မဟုတ်ပဲចောင်းသားတွေကသာစူးစိတ်တွေဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်စူပေးပွဲတစ်လျှောက်လုံးမှာနိုင်နာဟာသူကလေးတွေကိုအကဲခတ်နေခဲ့ပြီးကလေးတွေကလည်းစူပေးပွဲကိုအထင်မကြီးသလိုအလေးမထားသလိုလုပ်နေတာကိုနိုင်နာတယောက်တွေးလိုက်ရပါတယ်နောက်နေ့မှာတော့နိုင်နာကကလေးတွေကိုကြောင်းပြင်ဘက်မှာခုံတွေစီပြီးတော့လက်တွေ့သဘောတရားနဲ့စာတင်ပါတယ်နိုင်နာကလေးတွေကိုကျဲဥတယောက်လုံးစီပစ်ပေးလိုက်ပြီးတော့ကျဲဥရီယာသူ့စီကနေကလေးတွေစီကိုမြင်းကွေးပုံရွေရှားသွားတာဟာတင်ချာက quadratic equation ရဲ့ graph ဖြစ်တဲ့ parabola ပုံဖြစ်ကြောင်းကိုပြောပြပါတယ်ကျဲဥရီယာလည်းပြုတ်ပြီးသားတွေဖြစ်တာကြောင့်စားလူကစားနိုင်ကြောင်းပြောလိုက်ပါတယ်နိုင်ဖကကလေးရီယာစင်းသားရက်ကွက်ကဖြစ်တာကြောင့်ကလေးတွေအတွက်ကတော့ကျဲဥတလုံးစားရတာလည်းပျော်စရာဖြစ်နေသလိုဘိုက်ပြေးသွားတဲ့အတွက်စာတင်ရတာလည်းပို့ပြီးတော့အောင်ဆိုင်သွားစေပါတယ်နိုင်နာကကျဲဥကိုပြစ်ပေးပေမဲ့ဥရုဆိုတဲ့ကလေးမလေးကကျဲဥကိုမကင်တာကြောင့်ဥရုက equation ကိုနားမလည်ဘူးဆိုပြီးတခြားအကြောင်းသားတွေကပြောင်ကြပါတယ်အင်္ဂါနေ့ဖြစ်တာကြောင့်ဥရုကကျဲဥမကင်ကြောင်းပြောလာတဲ့အခါနိုင်နာကလည်းဥရုဟာ physics သဘောတရားကိုလက်တွေ့ပြလိုက်တာဖြစ်ကြောင်းပြောလိုက်ပြီး force equal to mass into acceleration ဆိုတဲ့နျူတန်နီယာမကိုသင်မေးလိုက်ပါတယ်နိုင်နာတို့စာသင်နေရာကိုနိုင်ကကျောင်းသူတယောက်ကငေးကြည့်နေခဲ့ပြီးတော့ခဏကြာမှတော့ဆရာဝရီယာရောက်လာကကလေးမလေးကိုအတန်းနဲ့ပြန်ခိုင်းလိုက်ပြီးနိုင်နာရဲ့သင်ကြားမှုကိုကြည့်နေလိုက်ပါတယ်နိုင်နာနဲ့ကလေးရီယာစာသင်ကနေကလေးတွေကသူတို့ဘလောက်ပဲတော်တော်နိုင်အေဖြစ်မလာနိုင်ကြောင်းပြောလာပါတယ်စူးစိတ်နဲ့ပတ်သက်ပြီးတော့အလားကျရှိတဲ့ကလေးတွေဟာစာရီဘလောက်ပဲသင်စူးစိတ်ကသူတို့အတွက်ဖြစ်မလာနိုင်ကြောင်းပြောလာတာကြောင့်နိုင်နာကလေးတွေမှာ Tourette syndrome ဖြစ်နေကြောင်းကိုပြောပြပါတယ်ကလေးတွေကတော့နိုင်နာရဲ့ Tourette syndrome သင်ခန်းစာဟာနားထောင်ကောင်းပေမဲ့လက်တွေ့မှာအသုံးဝင်ကြောင်းဒန်းလူညီမျှမှုမရှိကြောင်းနိုင်ကလူတွေမှာကအမိုက်ပစ်ဖို့တောင်လူတွေရှိပြီးတော့သူတို့မှာကတော့အမိုက်ပစ်ဖို့တောင်မီတာ90လောက်တန်းစီရကြောင်းပြောလိုက်တဲ့အတွက်နိုင်နာတယောက်တွေးဝေသွားပါတော့တယ်ဒါကြောင့်နိုင်နာအကြောင်းကြီးစီကိုသွားကသူ့ရဲ့ knife ကကလေးတွေအတွက်ထူးချွန်ចောင်းသားဖြစ်ခွင့်ကိုတောင်းဆိုလိုက်ပါတယ်။ကျောင်းကြီးကចောင်းသားကြီးကဥက္ကဋ္ဌဖြစ်တဲ့ဆရာဝရီယာကိုခေါ်လိုက်ပြီးနိုင်နာရဲ့တောင်းဆိုချက်ကိုပြောလိုက်တဲ့အခါဆရာဝရီယာကသူ့အနေနဲ့လက်သင့်ခံကြောင်းဒါမဲ့ထူးချွန်ចောင်းသားဖြစ်ဖို့ဆိုတာနောက်ဆုံးဆောင်ပွဲမှာ90%အထက်ရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။နိုင်နာလည်းသဘောတူညီချက်ရတာကြောင့်ထားပြန်မဲ့အလုံးမှာဆရာဝရီယာကနိုင်ရအနေနဲ့အောင်ရင်အောင်ကန်ကောင်းကြောင်းနိုင်နာအနေနဲ့အထူးတင်ကြားနည်းတွေနဲ့တင်နေကြောင်းပြောလိုက်ပြီးတော့နိုင်နာရဲ့ကျဲဦးနဲ့တင်တဲ့နီးစနစ်ကိုလှောင်ပြောလေးပြောလိုက်ပါတယ်။နိုင်နာတော့လက်တွေးဘွားမှာဖတ်စာအုပ်ထဲကအရာတွေပဲဖြေရမှာမဟုတ်ကြောင်းပြောလိုက်တဲ့အတွက်ဆရာဝရီယာကတကယ်လို့နိုင် F ကတယောက်ယောက်90%ကျော်ခဲ့ရင်သူကိုယ်တိုင်စူးစိတ်ဆွဲပေးမဲ့အကြောင်းကိုပြောလိုက်ပါတယ်။နိုင်နာကတော့စူးစိတ်တွေပို့လို့ထားဖို့ကြောင်းဆရာဝရီယာကိုပြောလိုက်ပြီးပြန်လာခဲ့ပါတယ်။ကျောင်းရဲ့မိဘဆရာတွေးဆုံပွဲမှာတော့တခြားတန်းကကျောင်းသားမိဘတွေဟာဆရာဆရာမတွေနဲ့လာတွေးကြကသူတို့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးကြပေမဲ့နိုင်နာတယောက်ကတော့လက်ဖက်ရည်၅ခွက်ကုန်တဲ့အထိတယောက်မှရောက်မလာတာကြောင့်နိုင်နာလည်းအပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့ဆရာဝရီယာနဲ့တွေ့ခဲ့ပြီးတော့ဆရာဝရီယာကအခြေအနေကိုမေးပါတယ်။နိုင်နာကတယောက်မှရောက်မလာကြောင်းပြောတဲ့အခါမှာဆရာဝရီယာကကွင်းပြင်မှာစာတင်သလိုကလေးတွေရဲ့အိမ်ကိုလိုက်သွားတင်အောင်လှောင်ပြောလေးပြောပြန်ပါတယ်။အစာကလေးကကလေးတွေရဲ့အိမ်ကိုလိုက်သွားဖို့ဆုံးဖြတ်ထားတဲ့နိုင်နာလည်းဆရာဝရီယာရဲ့စကားကြောင့်ပိုသေးကြသွားကစင်းရသားရက်ကွက်ကိုလိုက်သွားခဲ့ပါတော့တယ်။နိုင်နာကသူ့ကလေးတွေရဲ့ရက်ကွက်ကိုရောက်တဲ့အခါမှာတော့ပထမဆုံးတွေ့ရသူကရဗင်နာဖြစ်ပါတယ်။နိုင်နာရောက်လာချိန်မှာရဗင်နာကတခြားကလေးတွေနဲ့လောင်းကစားလုပ်နေပါတယ်။နိုင်နာမိဘဆရာတွေးဆုံပွဲအကြောင်းပြောနေတော့မှရဲတွေရောက်လာကြောင်းရဗင်နာတယောက်ထွက်ပြေးသွားတဲ့အတွက်နိုင်နာလည်းပြောခွင့်မရတော့ပဲဖြစ်သွားပါတယ်။နောက်တော့ရေရဖို့တန်းစီနေတဲ့တာရာစီကိုရောက်လာပြီးတော့စင်းသားရက်ကွက်မှာရေရဖို့လူကြတဲ့အကြောင်းကိုလက်တွေ့မြင်လိုက်ရပါတယ်။အိုင်နောက်မှာတော့အမေကိုဟင်းရွက်ကူရောက်နေတဲ့အဆွင်းကားဆေးမှုတ်နေတဲ့ကီလမ်ကျွတ်ဖာနေတဲ့ artist စတဲ့ကလေးတွေရဲ့လက်တွေ့ဘဝကိုလည်းမြင်လိုက်ရပြီးတချို့မိဘတွေရဲ့ရင်ထဲကအတန်တွေကိုလည်းကြားလိုက်ရပါတယ်။သူကလေးတွေရဲ့လက်တွေ့ဘဝကိုမြင်ပြီးမှတော့နိုင်နာတယောက်အတွေးပေါင်းစုံနဲ့ဆိုင်ငယ်စည်းကအိမ်ပြန်လာခဲ့ပါတယ်။နောက်နေ့မှာတော့နိုင်ရဖရဲ့အတန်းသားတွေကတန်းထဲကိုရောက်တဲ့အခါမှာတော့အားကစားခန်းကိုလာကြဖို့ရေးထားတဲ့စာကြောင်းဘူးမသိဗမ်းမသိနဲ့အားကစားခန်းမကိုလိုက်သွားကြပါတယ်။သူတို့ရောက်လာတဲ့အခါမှာတော့နိုင်နာကခုံတွေကိုအသင့်ပြင်ကစောင့်နေခဲ့ပြီးရဗင်နာကိုတန်းရှိကခုံမှာထိုင်ခိုင်းလိုက်ပါတယ်။အားလုံးထိုင်ပြီးတဲ့အခါမှာတော့နိုင်နာကရဗင်နာကိုဖဲထုတ်တစ်ခုပေးလိုက်ပြီးတော့ဖဲရရင်တနေ့ကိုဘယ်လောက်စီလဲဆိုပြီးတော့မေးလိုက်ပါတယ်။ရဗင်နာက1000လောက်စီကြောင်းပြောလိုက်တာကြောင့်နိုင်နာလည်းသဘောကျသွားကသူတို့ကိုတင်ပေးဖို့ပြောလိုက်ပါတယ်။နောက်တော့ဥရုကိုကနန်းတွက်ဆက်ယူခိုင်းလိုက်ပြီးတော့သူ့ပါဝင်အားလုံး15ယောက်ဖြစ်တာကြောင့်15ကို8နဲ့မြှောက်ရင်ဘယ်လောက်လဲဆိုပြီးတော့တွက်ဆက်နဲ့တွက်လိုက်ပါတယ်။နိုင်နာကတွက်ဆက်နဲ့တွက်နေတော့မှပဲရဗင်နာက3,200ဖြစ်ကြောင်းတောက်ကနေပြောချလိုက်ပါတယ်။နိုင်နာလည်းတွက်ဆက်ကအဖြေကိုကြည့်လိုက်တဲ့အခါကွက်တီမှန်နေပေမဲ့ရဲဖမ်းသွားရင်အာမခံကြီး6,350ပေးရမယ်ဆိုရင်ဘလောက်ကြံမလဲဆိုပြီးတော့တွက်ဖို့လုပ်ပါတယ်။တခြားကလေးတွေလည်းတွက်ကြဖို့ပြင်လိုက်ချိန်မှာရဗင်နာက
သိန်းနဲ့950ဆိုပြီးတော့ဖြေလိုက်ပြန်ပါတယ်နိုင်နာဘာမှပြောပဲ15နဲ့စားရင်ဆိုပြီးတော့ထပ်မေးလိုက်တဲ့အခါ Ravina က6950ဆိုပြီးတော့ပြောလိုက်ပြန်ပါတယ်တခြားသူတွေလည်း Ravina ရဲ့ရေချင်းကိုအံ့ဩနေကြချိန်နိုင်နာကသင်ခန်းစာတစ်ခုကိုစပြီးတော့ပေးပါတယ် Ravina တယောက်တွက်ဆက်တဲ့ပုံမြန်အောင်တွက်နိုင်ပေမဲ့ဘာကြောင့်သင်ချာကြတာလဲဆိုပြီးတော့မေးလိုက်က Ravina အနာကိုသွားပြီးတော့ပါရမီရှိတာကြောင့်စာကြိုးစားဖို့ပြောလိုက်ပါတယ်နိုင်နာကစာကြိုးစားဖို့ပြောလိုက်တယ်ဆိုပေမဲ့ចောင်းသားတယောက်ကပညာသင်လဲဘာမှမထူးချောင်းပြောလိုက်တာပါနိုင်နာကတော့ပညာတက်ရင်ပိုကောင်းတာကိုရနိုင်ကြောင်း Ravina အနေနဲ့ပညာတက်ပြီးတော့လောင်းကစားပဲလုပ်ချင်နေဆိုရင်တော့အစိုးရတွေအတိမတ်ပြုတ်ထားတဲ့ store ဈေးကွက်လိုနေရာမှာဝင်လုံနိုင်ကြောင်းဒီကနေဘန်တထေးကြီးကြီးဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်တခြားကလေးတွေက Ravina ကတင်ချာကောင်းတာကြောင့်ဖြစ်နိုင်ပေမဲ့သူတို့ကတော့မဖြစ်နိုင်ကြောင်းပြောလာတဲ့အခါမှာနိုင်နာကတယောက်ချင်းစီအားသာချက်တွေကိုဖော်ထုတ်ပြလိုက်ပြီးအားလုံးဟာဆိုင်ရာဘာသာရပ်တွေမှာကျွမ်းကျင်ပေမဲ့အားလုံးမှာထူးချွန်တာတစ်ခုကကိုယ့်အခြေအနေကိုအပြစ်တင်နေတာသာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်နိုင်နာရဲ့အားပေးစကားတွေကြောင့် 9F အတန်းသားတွေအားလုံးလည်းအတွေးကိုစီနဲ့ငြိမ်ကျသွားကြပါတယ်အဲ့ဒီချိန်မှာပဲနိုင်နာကမတ်စုစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကိုလှန်လိုက်ပြီးအဲ့ဒီစာမျက်နှာမှာကိုကြောက်တဲ့အရာတွေကိုမုန်းတဲ့အရာတွေကိုချရေးဖို့နဲ့အချိန်7မိနစ်ယူဖို့ကိုပြောလိုက်ပါတယ်။ကျောင်းသားတွေလည်းစဉ်းစားလိုက်ကြပြီးတော့သူတို့ကြောက်တဲ့အရာတွေကိုမှတ်စုစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာရေးချလိုက်ကြပါတယ်။အားလုံးရေးပြီးတဲ့နောက်မှာတော့နိုင်နာကရေးထားတဲ့နောက်ဆုံးစာမျက်နှာကိုဖျဲပစ်ခိုင်းလိုက်ပြီးဒီစာမျက်နှာစာအုပ်ရဲ့ဒီညမှာရှိနေသေးသေးကျောင်းသားတွေရဲ့ဘဝတွေကလည်းဒီအကြောက်တရားတွေကြောင့်ရက်တန့်ကုန်ကြမှာဖြစ်ကြောင်းဒါမဲ့ဒီအကြောက်တရားတွေကကိုယ့်ရဲ့တကယ်အကြောက်တရားတွေဖြစ်လက်သင့်ခံလိုက်ပြီးဆိုရင်တော့စက်ကူစုံလေးရဲ့အောက်ကနေပင့်တင်ပေးမဲ့လေတွေလိုဖြစ်သွားပြီဖြစ်ကြောင်းပြောလိုက်ကကလေးတွေကိုသူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပြီးကျောင်းရဲ့အပေါ်တက်ကနေစက်ကူစုံလေးတွေကိုပြစ်လွတ်လိုက်ပါတယ်တကယ်တော့ကျွန်တော်တို့မှရှိနေအကြောက်တရားတွေကိုအကြောက်တရားတွေဖြစ်လက်ခံလိုက်ပြီးအဲ့ဒီအကြောက်တရားတွေကိုရင်ဆိုင်မှုဆုံးဖြတ်လိုက်ပြီးဆိုရင်တော့အဲ့ဒီအကြောက်တရားတွေကခွန်အားတွေဖြစ်လာမှာပဲဖြစ်ပါတယ်နိုင်နာကအဲ့ဒီသဘောတရားကိုလက်တွေ့နဲ့ရှင်းပြီးတော့ပြောလိုက်တာကြောင့်ကလေးတွေလည်းသဘောပေါက်သွားကပျော်ပျော်ပါပါအကြောက်တရားတွေကိုစွန့်ပစ်လိုက်ကြပါတယ်ဆရာဝတီယာတယောက်ကတော့နိုင်နာတို့ပြစ်လိုက်တဲ့စွန်တစ်ခုကိုကောက်ယူကြည့်လိုက်ပြီးဒေါသတကြီးနဲ့ပြစ်ပေါက်လိုက်ပါတယ်နိုင်ဖကចောင်းသားတွေကသူတို့ရဲ့အကြောက်တရားတွေကိုမှတ်စုစာအုပ်မှာရေးလိုက်ပြီးတော့စွန်လောက်ကလွတ်ပစ်ပြီးတဲ့နောက်မှာတော့စိတ်ဓာတ်တွေတက်ကြွသွားကြပါတယ်ဒါကြောင့်နောက်တနေ့မှာတော့တခန်းလုံးတက်ကြွကြွနဲ့အပူချိန်တိုင်းကရိယာတွေအလေးချိန်နဲ့ဆက်တွေယူလိုက်ကြပြီးတော့ဘောလုံးကွင်းထဲမှာလက်တွေ့သဘောတရားနဲ့တင်ယူကြပါတော့တယ်နိုင်နာတယောက် 9F ចောင်းသားတွေကို physics သဘောတရားတွေ chemistry သဘောတရားတွေသင်္ချာသဘောတရားတွေကိုလက်တွေ့နဲ့ရှင်းပြီးတော့သင်ကြားပြသနေပါတယ်ကလေးတွေကလက်တွေ့လုံးရင်းနဲ့စာသင်နေရတာကြောင့်အားလုံးကပျော်ပျော်ရွှင်ရွှင်နဲ့သင်ယူနေကြပါတယ် 9F ကအဖွဲလက်တွေ့တွေလောက်ကပျော်ရွှင်နဲ့စာသင်နေတာကြည့်ပြီးတော့ 9A ကကလေးတွေကလည်းအားကျနေကြပါပြီ artist သဘောကျတဲ့ကောင်မလေးကသင်ရိုးတူတူဖြစ်ရတာနဲ့သူတို့ကဘာကြောင့်သူတို့လိုပျော်ပျော်ရွှင်ရွှင်စာမသင်ရတာလဲဆိုပြီးဆရာဝတီယာကိုမေးလိုက်ပါတယ်ပြဋ္ဌာန်းစာအုပ်ထဲကစာတွေကိုကုန်းအော်ကြက်ပြီးတော့စာသင်ခန်းထဲမှာပဲစာသင်မှသာလူတော်တွေထွက်လာလိမ့်မယ်လို့ယုံကြည်ထားတယ်ဆရာဝတီယာကတော့ 9F လို့အပြင်ထွက်ပြီးအပျော်ရှာမဲ့အလုပ်မလုပ်ဘဲစာကြိုးစားမှာပဲဖြစ်ကြောင်းစိတ်နော်ကရဲ့အကြီးမားဆုံးမျှော်လင့်ချက်က 9F မဟုတ်ပဲ 9A သာဖြစ်ကြောင်းကိုပြောလိုက်ပါတယ် 9F ကကလေးတွေကတော့သူတို့ရဲ့ artist ဆရာမနိုင်နာနဲ့အတူလက်တွေ့သင်ကြားရင်းနဲ့ပျော်ပျော်ပါပါစားကြတောက်ကြရင်တဖြည်းဖြည်းနဲ့စာတော်တဲ့ကလေးတွေဖြစ်လာနေကြပါပြီ artist နဲ့သူကြိုက်နေတဲ့ကောင်မလေးကြားကအချိန်တွေကိုတော့မှကိုရေးရှင်းလားအဒီရှင်းလားဆိုတဲ့သိပ္ပံသဘောတရားနဲ့စဉ်းစားလာတဲ့အထိစာကိုစိတ်ဝင်စားလာကြပါတယ်တနေ့မှတော့နိုင်နာကကလေးတွေနဲ့တူညဘက်အပြင်မှာရှိနေချိန်ကောင်းကင်ကကျယ်တွေကိုကြည့်ရင်တန်လိုက်အိမ်မြောင်မရှိခင်ကရှေးခေတ်ကသင်းမောသားတွေသင်းမောကပတိန်တွေဟာသူတို့ရဲ့လက်တစ်ဖက်ကိုမြောက်ကလက်ညှိုးနဲ့လက်မကြားကနေကြည့်ပြီးတော့လက်ရှာခဲ့ကြောင်းဝင်ရိုးစုံကျယ်လေးကသူတို့ကိုလမ်းမှန်ပြပေးခဲ့ကြောင်းပြောပြခဲ့ပါတယ်အချိန်ပြေးစာတွေလှုပ်လိုက် project အတွက်ပြင်ဆင်လိုက်ပဲလုပ်နေရတဲ့ 9A ကကလေးတွေကတော့သူတို့ဆရာဝတီယာပေါ်မှာအမြင်မကြည်စားပြုလာခဲ့ပါတယ်ပျော်ပျော်ရွှင်ရွှင်စာသင်နေကြတဲ့ 9A ကကလေးတွေကိုတွေ့တဲ့အခါသူတို့ကကံကောင်းသူတွေဖြစ်ပေမဲ့ 9F ကကလေးတွေကတော့တကယ်ကံကောင်းသူတွေဖြစ်ကြကြောင်းမှတ်ချက်ချလိုက်ကြပါတယ်တနေ့မှာတော့ artist သဘောကျနေတဲ့နာတာရှာဆွဲကောင်မလေးဟာ artist တို့ကိုသူတို့ရဲ့သိပ္ပံ project ကိုလိုက်ကြည့်ဖို့ပြောလာပါတယ်အစာပိုင်းတော့ artist လည်းကြောင်တောင်ဖြစ်နေပြီးတော့အတန်းဘော်တွေကမျက်စာပစ်ပြလိုက်တာကြောင့် artist တို့လည်းနာတာရှာတို့ရဲ့သိပ္ပံ project အခန်းထဲကိုရောက်လာကြပါတယ်နာတာရှာနဲ့တူ 9F ကအဖွဲကဝင်လာခဲ့တာကြောင့် 9A ကကျောင်းသားတွေလည်းကြောင်တောင်ဖြစ်နေကြပါတယ်နာတာရှာကသူတို့ရဲ့ project ကိုပြပြီးတော့ဆိုလာမျက်နှာချက်တွေတက်နေတာဖြစ်ကြောင်းပြောလိုက်က photovoltaic principle ဆိုတဲ့အလင်းရောင်ကျလျှက်စစ်ထုတ်လွှင့်ခြင်းနေရာမှာကိုသိတယ်မဟုတ်လားဆိုပြီးမေးလိုက်ပါတယ် 9F ကအဖွဲတွေကိုအထင်ကြီးမေးမြန်းပြောဆိုနေတဲ့နာတာရှာကိုသူ့တငယ်ချင်းတယောက်ကတားလိုက်ပြီးတော့ 9F ကအဖွဲတွေအနေနဲ့ဒါတွေကိုနားလည်မှာမဟုတ်ကြောင်းအထင်သေးပြီးတော့ပြောလိုက်ပါတယ်ဒါပြင်နိုင်နာနဲ့တူဘတ်စကတ်ဘောလေ့ကျင့်နေတာဘယ်လိုရှိလဲဆိုပြီးတော့လဲလောင်ပြောင်ကမေးလိုက်ပါတယ်သူတို့ကိုထင်သေးစကားပြောလိုက်တာကြောင့်နာတာရှာတို့ရဲ့ solar project ကိုကြည့်လိုက်ပြီးည
မျက်နှာချက်တွေကအနေထားမှားနေကြောင်းရှေးခေတ်ရောမတို့ဂရီတို့ကအင်ပရင်းပေါက်တွေလိုမျိုးနေဘက်ကိုမျက်နှာမူနေတင်ကြောင်း project မှာတတ်ထားတဲ့နေလုံးအနေထားကမှန်ပေမဲ့ဆိုလာလင်းအောင်ရဖို့ဆိုရင်ဆိုလာတွေကို16ဒီဂရီစောင်းတင်ကြောင်းတမနာရဲ့ထောက်ပြချက်တွေကိုနားထောင်ပြီးတဲ့နောက်မာနာရှာဟာဒါတွေကိုသိအောင်ဗမာတင်ထားလဲဆိုပြီးတော့တန်တော်နဲ့မေးလိုက်ပါတယ်တမနာကတော့သူတို့ကိုထင်သေးစကားပြောတဲ့ចောင်းသားအရှေကိုတဲ့ကြည့်ပြီးတော့ဘတ်စကတ်ဘောကစားရင်းနဲ့တက်လာတာဖြစ်ကြောင်းပြောလိုက်ပါတယ်နိုင်ဖ်အဖွဲ့သားတွေကအိုင်းစတိုင်းရဲ့ equal to mc square equation နဲ့ပုံစံတစ်ခုကိုဖြည့်ရှင်းနေတဲ့ចောင်းသူကိုလည်း plan equation နဲ့ရှင်းရမှာဖြစ်ကြောင်းပြောကရှင်းပေးလိုက်သူလေပန်ကားတွေမမြဲတာကိုစိတ်ညစ်နေတဲ့နာတာရှာကိုလည်း artist ကစပိန်ဖာတဲ့ကော်ကိုထုတ်ပေးကကတ်စီပါတယ်ဒီအချိန်မှာပဲဆရာဝရီယာဝင်လာပြီးတော့အချင်းတွေကိုတွေ့မြင်က artist ကိုနှိမ်တဲ့စကားတွေပြောလိုက်ပြီးအခန်းအပြင်ကိုနှင်ထုတ်လိုက်ပါတော့တယ်တဘောကြတဲ့ကောင်မလေးရှိမှနှိမ်ခံလိုက်ရတာကြောင့် artist တယောက်ဘေးစင်မှာသွားကမျက်နှာသေးနဲ့ငိုနေခဲ့ပါတယ်နောက်တော့သူ့ကိုစော်ကားအတွက်မကျင်မနှက်ဖြစ်ကစာကြီးတိုင်းမှာအရှိကိုရန်ဆပြီးတော့ထိုးကျိတ်လိုက်ပါတယ်နိုင်နာကရောက်လာပြီးဝင်တားလိုက်က artist တို့ကိုမန်ပါတယ်စေနာနဲ့ဝင်တားတဲ့နိုင်နာကိုကီလမ်ကအရှိဘက်ကပါရာလားဆိုပြီးတော့မေးလိုက်ပါတယ် artist ကလည်းတခြားဆရာမတွေလိုနိုင်နာလည်း 9A ကကလေးတွေဘက်ကပါကြောင်းဆွဆွဲလိုက်တာပါနိုင်နာက artist အနေနဲ့အရှိကိုဘာပြောတယ်ဆိုတာသူကြားကြောင်းဆရာဝရီယာက knife ကိုကန်ထုတ်ဖို့တွေးထားသလို artist တို့နှစ်ယောက်ကလည်းအရှိကိုတိတ်ခါချဖို့စီစဉ်နေတာဖြစ်ကြောင်းပြောလိုက်ပြီးဒီစိတ်ဓာတ်နဲ့စိတ်တော်ကာကလက်ခံမှု 9A ကလက်ခံမှုစူးစမ်းနေတာဟာအလကားပဲဖြစ်ကြောင်းပြောလိုက်ပါတယ်စိတ်လှရှားနေကြောင်းနိုင်နာတယောက်ကြားဝဝနဲ့ခေါင်းတွေလည်းတစ်ခါဖြစ်လာခဲ့ပါတယ်ဒါကြောင့် artist ကစိတ်ဆိုးနဲ့ကိုစကားပြောရင်ရင်ဖြောင်းဖြောင်းပြောဖို့နဲ့သူတို့ရောက်နေတာကြောင်းမို့ပဲစက္ကန့်နဲ့တူကြောင်းနိုင်နာကိုစော်ကားပြောဆိုလိုက်တဲ့အတွက်နိုင်နာလည်းစိတ်ဆိုးက artist ကိုပါရိုက်မယ်ဆိုပြီးတော့လက်ရွယ်လိုက်ပါတယ်ဒါမဲ့စိတ်ကိုပြန်ထိန်းလိုက်ပြီး artist တို့ကိုအခန်းထဲပြန်လွှတ်လိုက်ပါတယ်နိုင်နာတယောက်စိတ်လှရှားနေတာကြောင့်ရေတောက်နေကောနားနေကန်းနဲ့ရောက်တဲ့ထိပါတကြကြနဲ့ဖြစ်နေပါတယ်ဒါကြောင့်ဆရာဝရီယာကနိုင်နာအနေနဲ့ artist ကိုပါရိုက်လိုက်တဲ့ကြောင်းသူဟာအခုချိန်ဒီဘဲเจ้าသားအောင်မှလက်မရွယ်ဘူးပေမဲ့ knife ကလူတွေကတော့အရိုက်ခံတင်ကြောင်းပြောလိုက်ပါတယ်ဒါပြင် knife ကကလေးရီယာเจ้าသားအနေနဲ့မထိုက်တန်ဘူးဆိုပြီးနိုင်နာကိုပြောလိုက်တဲ့အတွက်နိုင်နာကတပည့်ဆိုးဆိုတာမရှိပဲဆရာဆိုးဆိုတာသာရှိကြောင်းဆရာဝရီယာကိုပြန်ပြောလိုက်ပါတယ်အိုင်နေညမှာတော့နိုင်နာတယောက်သူ့မောင်ရဲ့မွေးနေ့ပွဲကိုမိသားစုနဲ့တူကျင်းပနေပါတယ်မိသားစုရဲ့ထုံးစံတိုင်းနိုင်နာတို့သားဖာပြဿနာတက်နေကြပါတယ်နောက်နေ့မနက်မှာတော့ဆရာဝရီယာကဥဆောင်ပြီးနိုင်ရဲ့ project ကိုကျောင်းကြီးပါဝင်ဆရာမတွေကိုပြသပါတယ်အရှိက photovoltaic ကရိယာပေါ်ကိုနေအောင်ကြီးကြားရောက်တဲ့အခါမှာလျှက်စစ်ရရှိကြောင်းဒါဆိုလာဘက်ထရီထုတ်လုပ်တဲ့နေရာမှာဖြစ်ကြောင်းပြောလိုက်ပြီးတော့လက်တွေ့ကိုအရင်ကြည့်ဖို့နဲ့အသေးစိတ်ကိုနောက်မှရှင်းပြမယ်ကြောင်းပြောကသူတို့လှုပ်ထားတဲ့ project ကိုပြလိုက်ပါတယ်မီဒီကိုဖွင့်လိုက်ပြီးတော့မီဒီကိုနေအဖြစ်ယူဆဖို့နဲ့နေအောင်ကြီးအားဓာတ်ရိုက်ကြအောင်မယ်ဆိုရင်ဆိုလာတွေကစွမ်းအင်တွေအများကြီးစုပ်ယူမှာဖြစ်ကြောင်းပြောလိုက်ပါတယ်သူတို့ရဲ့ project ထဲကနေအောင်ကြီးစွမ်းအင်ကြောင့်ကားလေးအားစတင်လဲပတ်လာပြီးကျောင်းအောင်ကြီးပါဝင်ဆရာမတွေကလည်းလက်ခုပ်တီးအားပေးလိုက်ကြပါတယ်အားလုံးကစိတ်ဝင်စားကြည့်နေချိန်မှာ project ထဲကနေမီးခိုးတွေထွက်လာပြီးတော့ project လုပ်ထားတဲ့အရာအီးတစ်ခုလုံးပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်ဆရာဝရီယာလည်းအားလုံးကိုတောင်းပန်လိုက်ပြီးတော့အချိန်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာကားလေးတစ်စီးထဲကနေဟာတစ်ရဲ့ကျွတ်ဖာတဲ့ကော်ဘူးကိုတွေ့လိုက်ပါတယ်ဒါကြောင့်ဆရာဝရီယာလည်း knife ကိုသွားလိုက်ပြီးတော့ artist ရဲ့ကော်ဘူးကိုပြကာဒီကိစ္စကိုလုပ်ရမှာ artist နဲ့အတူတူဘသူပါသေးလဲဆိုပြီးတော့လည်းမေးလိုက်ပါတယ်ပထမဆုံးထားသူကကီလန်ဖြစ်ပြီးတော့နောက်တော့အူရူအက်ရှ်ဝင်းတို့ကစကတဒန်းလုံးထားရက်လိုက်ကြပါတယ်ဒီကိစ္စကြောင့်ကျောင်းကြီးက knife တခန်းလုံးကိုကျောင်းထုတ်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီးကျောင်းမထုတ်တဲ့အကြောင်းပြချက်တစ်ခုလောက်ပေးဖို့နိုင်နာကိုပြောပါတယ်တစ်ဖက်မှာတော့ knife အဖွဲ့တွေကလည်းအခုလိုဖြစ်တဲ့အတွက် artist နဲ့ကီလန်ကိုအပြစ်ဝိုင်းပြီးတော့တင်ကြပါတယ်နိုင်နာတော့ knife အဖွဲ့တွေကိုကျောင်းသားမယ်ဆိုရင်တော့စာဖြေကွင်းတော့ပေးဖို့ပြောလိုက်တာပါကျောင်းကြီးနဲ့ဆရာဝရီယာက knife ကျောင်းသားတွေနေနဲ့အောင်ဖို့တောင်မဖြစ်နိုင်ကြောင်းပြောလိုက်ပေမဲ့နိုင်နာတော့ဒါဆောင်ပွဲအောင်ဖို့အတွက်တည်းမဟုတ်ပဲကလေးတွေရဲ့အနာဂတ်နဲ့သက်ဆိုင်နေတာကြောင့်တောင်းဆိုတာဖြစ်ကြောင်းကျောင်းကြီးကိုပြန်ပြောလိုက်ပါတယ်ဒါကြောင့်ကျောင်းကြီးလည်း knife ကိုစာဖြေခွင့်ပြုလိုက်ပြီးစာမဖြေခင်အချိန်ထိကိုတော့ကျောင်းကိုလုံးဝမလာဘူးစီကံထုတ်လိုက်ပါတော့တယ်နိုင်နာလည်းကျောင်းကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးတော့လှည့်ထွက်လာလိုက်ပါတယ်အခန်းဝရောက်ခန်းဒီမှာကျောင်းကြီးကနိုင်နာကိုလှမ်းခေါ်လိုက်ပြီးစိုးရတဲ့စာသင်ခန်းနဲ့ကြုံလိုက်ရတာကြောင့်နိုင်နာလူဆရာမကောင်းတယောက်ဆုံးရမှာကိုစိုးရင်မိကြောင်းကျောင်းကြီးကပြောလိုက်ပါတယ်နိုင်နာလည်းအတွေးပေါင်းစုံနဲ့လှည့်ထွက်လာခဲ့လိုက်ပြီးတော့အပြင်မှာသူ့ကိုစောင့်နေကြတဲ့ကျောင်းသားတွေရှေ့ကိုရောက်တဲ့အခါစာဖြေလို့တော့ရသေးတဲ့ကြောင်းကလေးတွေကိုပြောပြလိုက်ပါတယ်ကလေးတွေလည်းဝမ်းသာသွားကြပြီးတော့သူတို့စာစူးစမ်းကြမယ်အကြောင်းအချိန်စရာပြန်ဆွဲမယ်အကြောင်းပြောလိုက်ပေမဲ့နိုင်နာကတော့ဒါတွေမလိုအပ်တော့ကြောင်း knife ကျောင်းသားတွေအနေနဲ့စာဖြေမှသာကျောင်းကိုလာတော့မှာဖြစ်ကြောင်းသူ့ကိုလည်းလိုအပ်တော့မယ်မထင်ကြောင်းပြောကာထွက်သွားခဲ့ပါတယ်နိုင်နာထွက်သွားတာကြောင့် artist ကနားအေးတာပေါ့အားထိရဲဆိုပြီးတော့ပြောလိုက်ပါတယ်artist ရဲ့စကားကြောင့်အူရူကစိတ်ဆိုးသွားပြီးတော့
artist တွေနဲ့ဆရာဝရီယာရဲ့ project ကိုဖျက်ဆီးလိုက်တယ်လို့ထင်ပေမဲ့တကယ်တမ်းဖျက်ဆီးလိုက်တာကတော့ဆရာမနိုင်နာရဲ့နိုင်ပေါ်မှာထားတဲ့ယုံကြည်ချက်သာဖြစ်ကြောင်းပြောလိုက်ပြီးဆရာမကိုartist နဲ့ခေါ်ပြီးမဲ့တကယ်တမ်းတစ်နေတာကတော့ artist ရဲ့နှလုံးသားသာဖြစ်ကြောင်းပြောကတခြားចောင်းသားတွေနဲ့အတူတူထွက်သွားခဲ့ပါတယ်နိုင်နာတယောက်ကတော့သူ့ယုံကြည်ချက်တွေပျက်စီးသွားတဲ့အတွက်ကျောင်းရဲ့ဒေါင်းတစ်ထောက်မှာသွားကတယောက်တည်းပေါက်ကွဲနေပါတော့တယ်အဲ့ဒီညမှာတော့သူတို့လှုပ်ခဲတာတွေအတွက်နောင်တရပြီး artist တို့လည်းဥရုတို့စီပြန်သွားကတောင်းပန်လိုက်ပါတယ်နောက်နေ့မနက်မှာတော့နိုင်နာကသူ့မောင်နဲ့အတူတူဆိုင်မှာထိုင်ကကော်ဖီတောက်နေနဲ့သူယုံကြည်ခဲ့တာတွေမှားနေဖြစ်ကြောင်းပြောပြကသူ့အနာဂတ်ကိုသူ့အဖေနဲ့တိုင်ပင်ဖို့အတွက်အဖေဖြစ်သူကိုစောင့်နေခဲ့ပါတယ်သူ့ဖေဆိုင်ထဲကိုဝင်လာချိန်မှာပဲမထင်မှတ်ပဲရောက်လာသူတွေကတော့ 9F ကအကြောင်းသားတွေပဲဖြစ်နေပါတယ်artist နဲ့ကီလန်မာရှေ့ကိုတိုးလာပြီးတော့ကျောင်းပေါ်ကနေလင်းမြန်တွင်လွင်ခိုင်းတော့ကသူတို့စာရွက်တွေကအလွတ်တွေဖြစ်ကြောင်းအဲ့ဒီတုန်းကအကြောက်ဆုံးຢာတွေကိုရေးဖို့ပြောပေမဲ့သူတို့တကယ်ကြောက်တာက 9A ကိုရှင်ဖို့ကြောက်တာဖြစ်ကြောင်းအဲ့ဒီထက်ပိုပြီးတော့ကြောက်တာကကိုယုံကြည်ဖို့နဲ့နိုင်နာကိုယုံကြည်ဖို့ကြောက်တာဖြစ်ကြောင်းအခုအဲ့ဒီကြောက်တာတွေကိုစာရွက်အလွတ်တွေမှာရေးပြီးတော့လေးမြန်ခောက်ကပြန်လွှတ်မှာဖြစ်ကြောင်းဒါမဲ့ဘဲကိုသွားမယ်ဆိုတာလမ်းမသိတာကြောင့်သူတို့ကိုလမ်းပြပေးဖို့အကြောင်းပြောကရှေးတုန်းကသင်္ဘောသားတွေမြောက်ဝင်ရိုးစုံကကျဲကိုကြည့်တယ်လို့မျိုးကလေးတွေအားလုံးကနိုင်နာကိုကြည့်နေကြပါတယ်ဒီလိုနဲ့သူတို့ကနိုင်နာနဲ့တူတူကြောင်းပြင်ပမှာပဲစာတွေကိုပြန်လုပ်ဖြစ်ကြပါတယ်နိုင်အဖွဲ့သားတွေကသူတို့ဆီယာမနိုင်နာနဲ့အတူတူလမ်းဘေးအုပ်ခုံတွေပေါ်မှာကန်းကြီးကကြောက်တုံးတွေပေါ်မှာလမ်းဘေးက LED ဘုတ်တွေရှေ့မှာစတဲ့နေရာတွေမျိုးမှာစာတင်ခဲ့ကြပါတယ်ကလေးတွေကိုယ်တိုင်ကလည်းစာကူစူးစမ်းခဲ့ကြပြီးတော့ artist တယောက်ကတော့သူတဘောကြနေတဲ့နာတာရှာနဲ့ဖုန်းဆက်သွယ်လောက်ကစာတွေကိုမေးပြေလောက်ကြတဲ့အထိအခြေအနေတွေကောင်းနေကြပါတယ်ဒီနေ့မှာတော့ artist နဲ့ကီလန်မှာ artist အလုပ်လုပ်တဲ့ကျွတ်ဖားတဲ့ဆိုင်မှာစာချက်နေကြပါတယ်နှစ်ယောက်သားဆောင်းမွဲနီးလာလေးစာတွေကိုမမှတ်မိလေဖြစ်နေကြအောင်စိတ်တွေဖီးစီးနေကြပါတယ်အဲ့ဒီချိန်မှာပဲစိတ်တော်ကကျောင်းရဲ့ကျောင်းဆောင်ရောက်လာပြီးတော့သူစပိန်ကိုကျွတ်ဖားခိုင်းပါတယ် artist ကစပိန်ချင်းနေကြည့်ပေးနေတော့မှာပဲကျောင်းဆောင်ကတင်ချာနဲ့တိတ်ပံမေးခွန်းလွှာတွေလိုချင်လားဆိုပြီးမေးလိုက်ပါတယ်စိတ်ဖီးစီးနဲ့ artist တို့လည်းဆောင်းမွဲမေးခွန်းတွေရမှာဖြစ်တဲ့အတွက်သဘောကျသွားပြီးတော့ကျောင်းဆောင်စီကမေးခွန်းတွေကိုယူလိုက်ကသူ့အဖွဲ့စီကိုတွားပြီးမေးခွန်းကျောင်းကိုပြောပြလိုက်ပါတယ်မနက်ဖြန်မှာဆောင်းမွဲဖြေမှာဖြစ်တာကြောင့်ရေကုန်ရေကန်းစာကြက်နေကြတဲ့ခြားသူတွေက artist တို့ရဲ့စကားကြောင့်အံ့ဩသွားပါတယ်နောက်တော့ဥရုကမေးခွန်းကိုမကြည့်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ artist နဲ့အတိုက်ခံဖြစ်ကထွက်သွားခဲ့ပါတယ်တခြားသူတွေကလည်းဥရုရဲ့သဘောအတိုင်းပဲ artist တို့ယူလာတဲ့မေးခွန်းမယူဘဲထွက်သွားကြပါတယ်ဆောင်းမွဲပြေတဲ့နေ့မှာတော့ဆောင်းမွဲကန်းထဲရောက်လို့မေးခွန်းဝေတဲ့အခါမေးခွန်းစာရွက်ကိုကြည့်လိုက်ပြီးတော့သူတို့ကိုလာပေးတဲ့မေးခွန်းနဲ့မတူတဲ့အတွက် artist နဲ့ကီလန်တို့အံ့ဩသွားကြပါတော့တယ်ဒါမဲ့ចောင်းသားတွေအားလုံးကဘာသာရပ်တိုင်းကိုအစွမ်းကုန်စူးစမ်းဖြေခဲ့ကြပြီးဆောင်းမွဲကြီးဟာလည်းပြီးဆုံးသွားခဲ့ပါတော့တယ်အောင်စင်းထွက်တဲ့နေ့မှာတော့အားလုံးစိတ်လှုပ်ရှားနေခဲ့ကြပြီး 9F အဖွဲ့တွေကအကုန်လုံးဆောင်းမွဲအောင်မြင်ခဲ့ကြပါတယ်ကီလန်တယောက်ကတော့သူ့ကိုယ်သူမအောင်ဘူးထင်ထားပြီးတော့ဆောင်းမွဲအောင်ခဲ့တာကြောင့်မယုံနိုင်အောင်ဖြစ်နေရပါတယ်ဥရုတယောက်ကတော့စိတ်တော်ကားရဲ့အတော်ဆုံးចောင်းသူတယောက်ဖြစ်လာခဲ့ပါပြီ 9F ចောင်းသားတွေအားလုံးအောင်မြင်သွားပြီပဲဆရာဝရီယာကတော့ 9F အဖွဲ့တွေကတိတ်ပံနဲ့တင်ချာမှာခိုးချတာကြောင့်ထိတ်ဆုံးကနေအောင်ခဲ့ကြတာဆိုပြီးတော့ဆွဆွဲပါတယ်နိုင်နာကလည်းသူ့တင်နီးကတခြားသူတွေနဲ့မတူပေမဲ့ကလေးတွေကခိုးချတာမဟုတ်ပဲသူတို့ဘာသာစူးစမ်းပြီးတော့ဖြေခဲ့တဲ့အောင်ခဲ့ကြတာသာဖြစ်ကြောင်းပြန်ပြောပါတယ်ဆရာဝရီယာကတော့ 9F ကចောင်းသားတွေကចောင်းဆောင်စီကနေမေကွန်းရကဖြေခဲ့တာဖြစ်ကြောင်းចောင်းဆောင်ကိုတတ်သိထားပြီးတော့ပြောနေပါတယ်နိုင်နာကလေးတွေဘက်ကနေကာဖို့စူးစမ်းမယ်ဒီခါမှာចောင်းအောင်ကြီးကနိုင်နာကိုတားလိုက်ပြီးမနှက်ပြန်အစည်းအဝေးကြရင်ចောင်းထုတ်ပြစ်မဲ့အကြောင်းရက်တီးပြတ်ပြောလိုက်ပါတော့တယ်နိုင်နာကြောင့်ចောင်းအောင်ကြီးရုံးခန်းနေစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်လာခဲ့ပါတယ်အပြင်မှာသူ့ကိုစောင့်နေတဲ့ artist တို့ကသူတို့မေကွန်းရခဲ့တာမှန်ပေမဲ့ခိုးမချခဲ့ကြောင်းနိုင်နာကိုပြောပြပါတယ်နိုင်နာလည်းကလေးတွေခိုးမချဘူးဆိုတာယုံကြည်ကြောင်းပြောလိုက်ပြီးတကယ်လို့သာခိုးချကြမယ်ဆိုရင်ဥရူလိုအဆင့်တစ်တွေရကုန်မှာဖြစ်ကြောင်းပြောလိုက်တာပါအိုင်နေညမှာတော့နိုင်နာတယောက်သူမအဖေနဲ့စကားပြောနေခဲ့ပါတယ်အဖေဖြစ်သူကနိုင်နာတို့ចောင်းကကိစ္စတွေကိုကြားကြောင်းပြောလိုက်တဲ့အခါလောလောလတ်လတ်စိတ်မကောင်းဖြစ်ထားတဲ့နိုင်နာကသူ့ကိုလောင်ကျင်တာလားအဖေသဘောကျနေမလားလို့သူ့အဖေကိုဘာညာပြောလိုက်ပါတယ်အဖေဖြစ်သူကတော့သူဟာမိသားစုနဲ့သားသမီးတွေရဲ့ပြဿနာကိုဖြေရှင်းပေးချင်တာဖြစ်ကြောင်းနိုင်နာရဲ့အာရုံကြောယောဂါကိုပျောက်အောင်ကုသပေးခြင်းခဲ့ကြောင်းဒါမဲ့သူမတတ်နိုင်ခဲ့ကြောင်းအခုတော့သူမလုပ်ပေးနိုင်တာကိုနိုင်နာရဲ့ကလေးတွေကလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းဒါကြောင့်မနှက်ဖြန်ကြရင်ဘသူတွေကဘာပဲပြောပြောနိုင်နာအနေနဲ့ဘသူ့အိုမတောင်းပန်စရာမလိုကြောင်းနိုင်နာမှန်ကြောင်းပြောလိုက်ကနိုင်နာရဲ့ဆရာမဘွားကိုအတိမတ်ပြုလိုက်တာကြောင့်သားဖားနှစ်ယောက်အစဉ်ပြေသွားကြပါတော့တယ်နောက်နေ့မနက်မှာတော့မကြခင်မှာအခန်းလုံးဖြစ်တော့မဲ့ knife အခန်းကိုဆရာဝရီယာတယောက်ကြည့်နေပါတယ်အဲ့ချိန်မှာပဲသူ့တစ်ပတ်အရှိရောက်လာပြီးတော့ knife ကိုသူတို့တူတူဖြုတ်ချလိုက်တာကြောင့်ဆရာကျင်နေပြီမဟုတ်လားဆိုပြီးမေးလိုက်ပါတယ်အရှိရဲ့စကားတမျိုးဖြစ်နေတာကြောင့်ဆရာဝရီယာလည်းအတူတူဖြုတ်ချဆွဲစကားကိုတေချာမေးလိုက်ပါတယ်အရှိကသူဟာ knife ကလူတွေကိုចောင်းဆောင်ကတဆင့်မေးကိုမှားပြီးပေးလိုက်ကြောင်း
ဒါမှသာမေကွန်အမားတွေကိုကြက်ပြီးတော့မဖြေနိုင်မှာဖြစ်ကြောင်းဒါမဲ့ Knife တွေကမေကွန်အမားတွေရတာတော့စာဖြေနိုင်ခဲ့တဲ့အကြောင်းဒါမဲ့သူတို့ဖြစ်စီခြင်းလို့အခုတော့ Knife ကပြုတ်ကျသွားပြီဖြစ်ကြောင်းဒီနေ့မှာသိပ္ပံ project ကစုမရပေမဲ့နောက်နှစ်မှာအကောင်းဆုံးရအောင်စူးစမ်းမယ်ကြောင်းပြောကအရှိရာထွက်သွားခဲ့ပါတယ်အရှိစကားကြောင့်ဆရာဝဒီယာတယောက်အတွေးပေါင်းစုံနဲ့ကြံရစ်နေခဲ့ပါတော့တယ်အစည်းအဝေးပွဲမှာတော့ကျောင်းဆရာကြီးက Knife ရဲ့ပြစ်မှုအကြောင်းကိုပြောကာ Knife ကိုကျောင်းကနေဖယ်ရှားပစ်မဲ့အကြောင်းပြောလိုက်ပါတယ်ကျန်တာကိုတော့ကျောင်းသားကြီးကဥက္ကဋ္ဌဖြစ်တဲ့ဆရာဝဒီယာကိုဆက်ပြီးတော့လှုပ်ခိုင်းလိုက်ပါတယ်ဆရာဝဒီယာစကားပြောစင်မှာရက်လိုက်ပြီးတော့သူငယ်ငယ်ကစာသင်ရတာခက်တယ်လို့ထင်ခဲ့ဘူးတဲ့အကြောင်းဒါမဲ့စာသင်နဲ့20အကြာမှာသင်ပေးရတာထက်သင်ယူရတာပိုခက်ကြောင်စပြီးတော့ပြောပါတယ်သူဟာသင်ကြားသူဖြစ်တဲ့ Knife ကိုသင်ကျင်ခဲ့ကြောင်းသူသင်ကျင်တာကတော့ Knife ကိုပြုတ်ကျအောင်သင်ကျင်တာသာဖြစ်ကြောင်းဒါကြောင့်ကျောင်းဆောင်ကိုမေကွန်အမှားကြီးပေးပြီးတော့ Knife တွေကိုကြာရှုံးအောင်လုပ်ခဲ့ကြောင်းဒါပေမဲ့လည်း Knife တွေကမကြာရှုံးပဲအောင်မြင်လာကြောင်းဆရာတယောက်သင်ကြားနည်းမှားရင်ကလေးတွေပဲအမှတ်တွေကြအဆင့်တွေကြမှာဖြစ်ပြီးဆရာတွေကတော့ဘာမှမဖြစ်ကြောင်းပြောလိုက်ပြီးတော့ဆောင်းပွဲမှာတကယ်တမ်းအဆင့်နဲ့အောင်ခဲ့ကြတဲ့ Knife နဲ့နိုင်နာကိုစေဘော်ကိုခေါ်လိုက်ပါတယ်ဆရာဝရိယစေဘော်ရောက်လာတဲ့နိုင်နာကိုကြည့်လိုက်ပြီးလောကမှာကိုတပည့်တွေကိုတကယ်နားလေတဲ့ဆရာနည်းနည်းပဲရှိကြောင်းပြောလိုက်ကခလေးတွေကိုဂုံပြုတ်ဖို့ perfect ဆိုတဲ့ဒစိမ့်နှစ်ခုကိုပေးလိုက်ပါတယ်နိုင်နာလည်းနားမလည်နိုင်တာကြောင့်ကျောင်းကြီးကိုကြည့်လိုက်တဲ့အခါကျောင်းကြီးကလည်းခေါင်းငိမ့်ပြလိုက်တာကြောင့်အတော်ဆုံးကျောင်းသူတွေဖြစ်တဲ့ဥရုတို့ကိုဒစိမ့်တွေတက်ပေးလိုက်ကြပါတယ်ကလေးတွေကိုဒစိမ့်တက်ပေးပြီးတဲ့နောက်နိုင်နာတယောက်ဆရာဝရိယဘေးမှာပြန်ရက်လိုက်တဲ့အခါဆရာဝရိယကတစ်ချိန်ကနိုင်နာပြောခဲ့ဘူးတဲ့တပည့်ဆိုးဆိုတာမရှိကြောင်းဆရာဆိုးတွေသာရှိကြောင်းကိုပြန်ပြောပြလိုက်ပြီးစေမော်ကနေဆင်းသွားခဲ့ပါတယ်ဆရာဝရိယတယောက်တည်းကျောင်းထဲမှာလမ်းလျှောက်သွားနေချိန်ဆရာဝရိယစီကိုအရှိကအပြေးရောက်လာပြီးတော့မေကွန်အမားတွေနဲ့ကြောင်းလှုပ်ခဲ့တာသူဖြစ်ပေမဲ့ဆရာဝရိယကဂျားဝင်ကအမိခံပေးလိုက်တာကြောင့်ဆရာသူ့အတွက်အမြဲတမ်းစံပြဖြစ်ကြောင်းပြတဲ့အနေနဲ့သူ့ရဲ့ perfect ဒစိမ့်လေးကိုဆရာဝရိယရဲ့လက်ထဲကိုထည့်ပေးလိုက်ကပြန်ထွက်သွားပါတယ်နောက်တော့ပစ္စည်းတွေသိမ်းနေတဲ့ဆရာဝရိယစီကိုနိုင်နာတယောက်ရောက်လာပြီးမေကွန်လွာပေါက်အောင်လုပ်တာဆရာဝရိယလို့မထင်ကြောင်းပြောပါတယ်ဆရာဝရိယကလည်းကျောင်းပရင်းပေါက်တွေကွဲအောင်လုပ်တာကိုလည်းနိုင်နာလို့မထင်ကြောင်းပြန်ပြောလိုက်ပါတယ်နောက်တော့နိုင်နာကသူတို့ရဲ့ပြိုင်ပွဲကိုဒီလောက်နဲ့ရက်သွားမှာမဟုတ်ကြောင်းပြောလိုက်ပြီးသိပ္ပံပညာပြိုင်ပွဲမှာ3နှစ်ဇက်တိုက်စုရမှလုံလောက်မှာဖြစ်ကြောင်းပြောလိုက်တာပါနောက်တော့ Knife နဲ့ 9A ကကလေးတချို့အတူတူပူးပေါင်းလှုပ်ထားကြတဲ့သိပ္ပံ project ကိုဆရာဝရိယကိုပြလိုက်ပါတယ်ဆရာဝရိယလည်းသဘောကျသွားခဲ့ပြီးတော့ဒီ project နဲ့ပဲစိတ်တော်ကဟာ3နှစ်ဇက်တိုက်စုရသူဖြစ်ခဲ့ရပါတယ်အဲ့ဒီနှစ်ကနေစပြီးတော့စိတ်တော်ကကျောင်းသားကျောင်းသူတွေဟာတယောက်နဲ့တယောက်ပြိုင်ဆိုင်ကြတာညစ်ပုတ်ကတ်ကျဲလောက်ကြတာတွေမရှိတော့ပဲအတူတူပူးပေါင်းကပျော်ရွှင်တဲ့ပညာသင်ကြားခဲ့ကြပါတယ်Knife ရဲ့နေဝက်စာဆရာမဖြစ်အစမ်းခန့်ထားခဲ့တဲ့ Miss Naina မာသူဟာလည်းအဲ့ဒီနှစ်ကနေစတင်ပြီး25နှစ်တိတိစိတ်တော်ကမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်25နှစ်ကြာပြီးမှတော့နိုင်နာစိတ်တော်ကရဲ့အကြောင်းဆရာမကြီးဖြစ်ကနေအငိမ့်စားယူတော့မှာပဲဖြစ်ပါတယ်နိုင်နာတယောက်စိတ်တော်ကနေအနားယူမဲ့နေ့မှာတော့တကြောင်လုံးမှာရှိတဲ့ကျောင်းသူကျောင်းသားတွေကဆရာမကြီးနိုင်နာကိုနှုတ်ဆက်နေခဲ့ကြပါတယ်အဲ့ဒီမှာတော့တစ်ချိန်ကKnifeရဲ့ကျောင်းသားဟောင်းတွေကလည်းသူတို့ရဲ့ဆရာမအပြန်ခီးကိုနွေးနွေးထွေးထွေးကြိုးစုံနှုတ်ဆက်ကြရင်းနဲ့ဇက်လန်းလေးဟာအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးမှာ Miss Naina မာသူလိုဆရာကောင်းနေနဲ့တွေ့ကြုံခဲ့ရကောင်းမှတွေ့ကြုံရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တွေကိုယ်တိုင်တော့ Miss Naina မာသူတွေဖြစ်နိုင်ကြပါလိမ့်ဘယ်လိုဖြစ်ကြမှာလဲဆိုတော့ကို့မှာအားနည်းချက်ရှိနေတော့အဲ့ဒီအားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းပြီးတော့ဘဝလမ်းမှာဆက်လျှောက်ကြတာမျိုးလူတိုင်းမှာအရေးချင်းရှိတယ်လို့နားလည်ပြီးတော့အဲ့ဒီအရေးချင်းတွေကိုကိုကြီးဖော်ထုတ်ပေးတာမျိုးတွေဟာကျွန်တော်တို့လုပ်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်တကယ်လို့ဒီ recap ကိုကြည့်နေတဲ့သူဟာဆရာမတယောက်သာဆိုရင်တော့ပြဋ္ဌာန်းစာအုပ်တွေကထွက်ပြီးတော့ကလေးတွေကိုတကယ်လက်တွေ့နီးစနစ်တွေစီဆွဲခေါ်ပေးစေချင်ပါတယ်ဒီဇက်ကားတွေကမှတ်သားဖြစ်เสียအများကြီးတွေကတချို့ကိုရွေးထုတ်ပြရမယ်ဆိုရင်နိုင်နာတယောက်ဆရာမဖြစ်ချင်တာငွေเจ้าလို့ထင်တဲ့အတွက်ဆရာမလစာဘယ်လောက်ရလဲဆိုပြီးအဖေဖေသူကမေးလိုက်တဲ့အခါเจ้าမှာသဘောကျဆုံးဆရာမရဲ့လစာကိုမှတ်မိသေးလားဆိုပြီးမေးလိုက်ပုံတွေအောင်ကျော်ယောဂါကြောင့်တခြားအလုပ်ကိုရွေးဖို့အင်တာဗျူးသူကပြောတဲ့အခါနိုင်နာကအသစ်တစ်ခုเจ้าကိုဆရာတွေကိုတောင်သင်ပေးနိုင်ရင်ကလေးတွေကိုလည်းသင်ပေးနိုင်မယ်ထင်ကြောင်းပြန်ပြောပုံတွေတာမန်ဆရာတယောက်ကသင်ုံပဲသင်ပေးနိုင်ပြီမဲ့ဆရာကောင်းတယောက်ကတော့ကျောင်းသားကိုနားလည်အောင်ရှင်းပြနိုင်ပါတယ်အရန်ကိုတော်တဲ့ဆရာတွေကတော့ဘဝကိုရှေ့ဆက်ဘလို့ရှောက်ရမဲဆိုတာလမ်းညွန်ပေးနိုင်ပြီးတချို့ဆရာတွေကတော့ကျောင်းသားကျောင်းတွေစိတ်ဓာတ်ကိုနိုးကြွစေပါတယ်ဆိုပြီးတော့သူ့ကိုစိတ်ဓာတ်နိုးကြွအောင်လုပ်ပေးခဲ့တဲ့ဆရာခမ်းကျောင်းပြန်ပြောပြရင်လည်းဆရာဆိုတာဘယ်လိုလူမျိုးဖြစ်တဲ့နဲ့ဆိုပြီးပြောပြတဲ့စကားတွေမှတ်စုစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာကိုယ့်ရဲ့အကြောက်တရားတွေရေးခိုင်းပြီးအဲ့ဒီစာမျက်နှာကိုဖျဲပစ်ကစွန်လုတ်ပြီးတော့အကြောက်တရားတွေကိုဖယ်ထုတ်ခိုင်းလိုက်တာတွေသင်္ဘောသားတွေလမ်းပြောက်တဲ့အခါမြောက်ဝေရိုးစွန်းကကျဲလေးကိုလက်ညှိုးနဲ့လက်မကြားကနေကြည့်ပြီးတော့လမ်းရှာချောင်းပညာပေးပုံတွေနဲ့မှတ်သားစရာအကောင်းဆုံးတစ်ခုကတော့
မြန်မာပြည်သားမကကဘာကဆရာဆရာမတိုင်းမှတ်သားထားတဲ့ဆရာဇိုးသာရှိပြီးတော့တပည့်ဇိုးဆိုတာမရှိကြောင်းပြောကလက်တွေ့လဲအကောင့်ထဲပေါ်ပြပုံတွေပဲဖြစ်ပါတယ်ပြီးတော့ကျောင်းတွေပဲတဲရင်ငယ်ရင်တွေကို special လွမ်းမိပါကြောင်းနဲ့ချေရသောလေးစားအပ်တဲ့ဆရာဆရာမအပေါင်းတို့ကိုလည်းရီမှန်းတန်းတကဥညွတ်လိုက်ရပါတယ်ခင်ဗျာဆုံးနေအားပေးကြတဲ့ပရိသတ်ပေါင်းကိုကျေးဇူးတူပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များတဲ့တကွတိုင်းပြည်နဲ့လူမျိုးကိုစိတ်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါစေခင်ဗျာကျွန်တော်အန်ခေမှုပါ